ဒီတပတ်ထွက်လာတဲ့ manga chapter 1188မှာတော့ကျွန်တော်တို့စောင့်မျှော်နေကြတဲ့ Luffy vs Emu တိုက်ပွဲကိုတေချာစပြီးတွေ့ခဲ့ရပြီဖြစ်တဲ့အပြင် Luffy ရဲ့ Gear 5 form အတစ်ကိုပါချက်ပြပေးခဲ့တာကြောင့်ထုံးစံအတိုင်းပြောစရာတွေကတော့အများကြီးပါပဲအဲ့တော့အချိန်မဆွဲတော့ breakdown လေးကိုစလိုက်ရအောင်ဒီတပတ် chapter ရဲ့ title ကိုတော့ fan translation တွေမှာ Wailing Void လို့ဘာသာပြန်ထားပေးပြီး official translation မှာကျတော့ Vohu လို့ဘာသာပြန်ထားပေးပါတယ်ဒါကတော့ဒီ chapter အဆုံးပိုင်းနာလေးမှာ Emu ထုတ်ပြခဲ့တဲ့ဒါတလက်ရဲ့နာမည်ပါ Wailing Void နဲ့ Vohu ဆိုတဲ့စကားလုံးတွေကကျွန်တော်တို့နေ့စဉ်ဘဝမှာတွေ့နေကြစကားလုံးတွေမဟုတ်တဲ့အတွက်အဲ့ကောင်တွေကိုဘာပြန်ဖို့ကတော်တော်လေးကိုခက်ခဲပါတယ်ကျွန်တော်တို့မှဘာအသိပဲလဲဆိုတာကိုတေချာနားလည်ပြီးပြန်ရှင်းပြပေးနိုင်ဖို့အတွက်ကိုတိုင်းအချိန်ပေးပြီးလေ့လာထားတဲ့အပြင်ဂျပန်စကားတက်တဲ့လူတွေရှင်းပြထားတာကိုလည်းတေချာလေးလိုက်ကြည့်ထားပါတယ်ဘာပြန်ထားတဲ့ပုံစံချင်းကမတူဘူးဆိုပေမဲ့ Wailing Void နဲ့ Vohu ရဲ့အသိပဲတွေကတော့ခက်ဆင်ဆင်ပါပဲဘာမှမရှိချင်းဒါမှမဟုတ်ဗလာနှစ်ထိဆိုပြီးအကြမ်းဖြင့်ဘာပြန်လို့ရတယ်ဒါပေမဲ့လည်းဒါကသူတို့ရဲ့တစ်ခုတည်းတော့အသိပဲတော့မဟုတ်ပါဘူးအိုဒါကတခါတလေကြရင်ဇက်လန်ထဲကတချို့သောအရာတွေကိုနာမည်ပေးတဲ့နေရာမှာအသိပဲနှစ်ခွဖြစ်နေတဲ့စကားလုံးတွေကိုတုံးလေရှိပါတယ်ဒါကလည်းဂျပန်စကားရဲ့အလုပ်လုပ်တဲ့ပုံစံကြောင့်ပါဒီ chapter title ရဲ့အတိတ်ပဲကအပေါ်ရန်ကြည့်မယ်ဆိုရင်ဘာမှမဟုတ်တယ်လို့နဲ့တကယ်တမ်းမှာကြတော့သူ့မှာလဲလျှို့ဝှက်အတိတ်ပဲတွေရှိနေပါသေးတယ်ဥပမာအနေနဲ့ဆိုရင် Vohu ဆိုတာကခရစ်ယာန်ကျမ်းစာထဲကဟီဘရူးစကားလုံးတစ်ခုပါခရစ်ယာန်တွေရဲ့ယုံကြည်မှုအရာဆိုရင်တော့စစ်ကြဝဠာကြီးဟာသူတို့ရဲ့ဖန်ဆင်းရှင်ဖခင်ကြောင့်ပေါ်လာခဲ့တာဖြစ်ပြီးအဲ့မတိုင်ခင်တုန်းကတော့ဘာဆိုဘာမှမရှိခဲ့ပါဘူးအဲ့ဘာဆိုဘာမှမရှိခဲ့တာကို Vohu လို့ခေါ်တာပါဒီကြားတဲ့အတိုင်းအိုဒါက Emu ကိုဖန်တီးတဲ့နေရာမှာခရစ်ယာန်ဘာသာကို inspire ယူထားတာဖြစ်တဲ့အတွက်ဒီအချက်ကလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီ chapter title နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတာကဒါပဲမဟုတ်ဘူးနော်ဒီ Vohu ဆိုတာကဟာလီစာထဲမှာလည်းပါခဲ့ဖူးတယ်လို့ပြောရင်ယုံမလားကဲပါဒီအကြောင်းတွေအကုန်လုံးကိုအသေးစိတ်ပြောနေမယ်ဆိုရင် intro နဲ့တင်အရန်ကြာတော့မှာမလို့ chapter ထဲရောက်မှအကုန်အသေးစိတ်ဆက်ပြီးပြပေးပါမယ်ဒီတပတ် chapter cover မှာတော့အရင်လိုပရိသတ်တောင်းဆိုလို့ဆွဲထားပေးတဲ့ပုံမဟုတ်ပဲဒီတပတ် color spread လေးပါလာခဲ့ပါတယ်တွေ့ရတဲ့လောက်ဆိုရင်တော့ straw hat တွေကရေအောက်မြုပ်ကြီးတစ်ခုကိုလေးလာရေးဆင်းနေကြတာဖြစ်တယ်တချို့ straw hat တွေကတော့ကိုရိုင်းရေကူးနေကြပြီးတချို့တွေကတော့ပင်လယ်နေတဲ့တဝါကြီးတွေကိုစီးထားကြပါတယ်ဒီ Vef user တွေဖြစ်တဲ့ Luffy, Chopper, Brook နဲ့ Robin တို့၄ယောက်ကတော့ရေကူးလို့မရတဲ့အတွက်ပင်လယ်နေတဲ့တဝါကြီးတွေရဲ့ကြောပေါ်ကပူပေါင်းတွေထဲမှာရှိနေကြတာကိုတွေ့ရမှာပါ။ Oda အနေနဲ့ color spread ဆိုပြီးလှုပ်ချင်တာတွေရှောက်လုပ်ပေးထားတာမျိုးမရှိပါဘူး။ဇလန်ထဲကစီကန်းတွေကိုတော့တေချာလေးလိုက်နာပေးထားပါသေးတယ်။တချို့တွေကတော့ Luffy ရဲ့ခြေထောက်ကအပြင်ရောက်နေပြီးပင်လယ်ရေနဲ့ထိနေတာကိုဘာကြောင့်အားမနဲ့သွားတာလဲဆိုပြီးတွေးနေမှာတေချာတယ်။ဒါပေမဲ့တစ်ခုရှိတာကဒီ Vef user တွေဟာပင်လယ်ရေနဲ့နည်းနည်းလေးထိယုံနဲ့တင်အားနဲ့ကြတာမဟုတ်ပါဘူး။ခန္ဓာကိုယ်ကပင်လယ်ထဲကိုပိုရောက်လေအားပုံနဲ့လေပါပဲဒူးရဲ့အောက်ပိုင်းပဲရေထဲရောက်နေမယ်ဆိုရင်ဘာမှမဖြစ်တဲ့လောက်ပါပဲဒူးရဲ့အထက်ကိုရောက်တဲ့အချိန်ကြာမှတိတာလာတာဖြစ်တယ်ဒါကျွန်တော်ထင်တာတွေကိုရှောက်ပြောနေတာမဟုတ်ဘူးနော်အိုဒါကိုရိုင်းအတီးပြုထားပေးတဲ့အချက်တစ်ခုပါဒါကြောင့်လဲ Black Bear Pirate ထဲက Giant ကြီး Swan Wolf ကဒီ Vef user ဖြစ်နေတာတောင်ပင်လယ်ထဲမှာလမ်းလျှောက်နိုင်တာပါ Swan Wolf အတွက်တော့ပင်လယ်တိမ်ဆိုတာတောက်စရာကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူးပူပေါင်းထဲမှာရှိနေတာကဒီ Vef user တွေပဲမဟုတ်ပါဘူး Zoro က Luffy တို့ရဲ့ပူပေါင်းထဲမှာအိတ်နေပြီး Frankie ကတော့ကနန်းတကောင်ကိုသူကိုယ်တိုင်မောင်းနေတာတွေ့ရပါတယ် Frankie နဲ့ Robin တို့နှစ်ယောက်တည်းကနန်းတကောင်ပေါ်မှာရောက်နေတာကတော့ချစ်စရာကောင်းပါတယ်သူတို့နှစ်ယောက်က Straw Hat တဲကိုတစ်ချိန်တည်းမှာအတူဝင်လာခဲ့တဲ့လူတွေဖြစ်တဲ့အတွက်သူတို့ရဲ့တန်ရောစင်ကတခြားလူတွေထက်ပိုပြီးခိုင်မြဲနေလိမ့်မယ်လို့ကျွန်တော်ကတော့ခံယူထားတယ်နာမီကတော့ Luffy တို့တက်စီးထားတဲ့ပင်လယ်လိပ်ကြီးကိုဖတ်နေတာကြောင့်စံကြီးကမနာလိုနေတယ်ဆိုပါတော့ဗျာတွေ့ရတဲ့လောက်ဆိုရင်တော့ပူပေါင်းရဲ့အပြင်ဘက်မှာရှိနေတဲ့ Straw Hat တွေဟာအပန်းရောင်အလုံးလေးတစ်ခုကိုစောင့်ထားကြပြီးအဲ့ထဲကအောက်ဆီဂျင်တွေရှူနေကြပါတယ်စံကြီးကိုကြည့်လိုက်ရင်ဒီအချက်ကပိုပြီးတော့တောင်တိတာတေးတယ် Usopp ကတော့ငမန်းတကောင်သူ့နောက်လိုက်နေတာကြောင့်အတဲအတန်းထွက်ပြေးနေရတာကိုတွေ့ရမှာပါငမန်းတကောင်က Usopp နောက်ကိုလိုက်နေတယ်ဆိုပေမဲ့ကျန်တဲ့ငမန်းတွေကတော့တန်းစီပြီးဂျင်ဘေကိုအလေးပြုနေကြပါတယ်ဒါကလည်းအကြောင်းမဲတော့မဟုတ်ပါဘူးဂျင်ဘေက Whale Shark အမီရငမန်းတစ်မျိုးကိုအခြေခံထားတဲ့ Fishman ဖြစ်တဲ့အတွက်ငမန်းတွေကဂျင်ဘေကိုသူတို့ရဲ့ boss တို့မြင်နေကြတာပါဒါကအခုမှမဟုတ်ပါဘူးဇလန်ထဲမှာဆိုရင်လည်းဂျင်ဘေက Whale Shark ငမန်းတွေကိုဆင့်ခေါ်ပြီးအကောင်တွေကိုစိတ်ကြက်ခိုင်းစေနိုင်စွမ်းရှိပါတယ်ဂျင်ဘေကတော့သူ့ရဲ့အစွမ်းကို Shark Network လို့နာမည်ပေးထားတယ်လို့သိရတယ်ဂျင်ဘေရဲ့ဒီအစွမ်းကိုမတွေ့ရတာတောင်မှတော်တော်လေးကိုကြားခဲ့ပါပြီ Fun fact အနေနဲ့ကတော့ဂျင်ဘေရဲ့နာမည်ဟာ Whale Shark ငမန်းတွေရဲ့ဂျပန်နာမည်နဲ့တူတူပါပဲ Color Spread ရဲ့ background ကိုကြည့်လိုက်မယ်ဆိုရင်အဆောက်အုံတွေရှိနေတာကိုတွေ့ရမှာပါအဆောက်အုံတွေကြောင့်သူတို့ရောက်နေတဲ့နေရာကအဟက်အမှာတော့ကတွေ့ခဲ့ရတဲ့ရေအောက်မြို့တော်ကြီးတစ်ခုနဲ့တောင်မှတွားဆင်နေပါသေးတယ်အဲ့နေရာတော့မဟုတ်တော့ပါဘူး Straw Hat တွေရဲ့ personality တွေကိုဖော်ပြပေးနိုင်တဲ့ Color Spread နောက်တစ်ခုမှလို့ကျွန်တော်ကတော့သဘောကျတယ်အကြောင်းအစီကိုဆက်မသွားခင်ကြည့်နေတဲ့လူတွေထဲမှာ channel ကို subscribe မလုပ်ရသေးတဲ့လူတွေရှိတယ်ဆိုရင်လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ခုနောက်ပိုင်း YouTube က subscribe မလုပ်ထားဘူးဆိုရင်ဗီဒီယိုတွေကိုတေချာမပြပေးတော့တာကြောင့်ကျွန်တော်ဗီဒီယိုတိုင်းကိုမလွတ်တမ်းကြည့်ချင်တယ်ဆိုရင်တော့ subscribe လေးလုပ်ထားကြဖို့တိုက်တွန်းချင်ပါတယ်ပို့ပြီးတေချာချင်တယ်ဆိုရင်တော့ notification လေးပါ on ထားလိုက်ကြပါတခါတလေကြာရင် subscribe လုပ်ထားရုံနဲ့မလုံလောက်တာမျိုးဖြစ်တတ်ပါတယ်ပြောစရာရှိတာလည်းပြောပြီးပြီဆိုတော့အကြောင်းအစီကိုဆက်သွားလိုက်ရအောင်အရင် chapter အဆုံးမှာတော့က Emu vs Luffy တိုက်ပွဲတရားဝင်စပြီဆိုတာကိုတွေ့ခဲ့ရပြီးဒီတပတ် chapter ကိုတော့အဲ့တိုက်ပွဲနဲ့ပဲပြန်စထားပေးပါတယ်ဒါပေမဲ့ချစ်ချင်းကြီးတိုက်ပွဲကိုလိုက်ပြထားပေးတာတော့မဟုတ်ပါဘူးတိုက်ပွဲစီ
စီကိုမတွားခင်အတိတ်တုန်းကအီမူနဲ့ Joy Boy တို့ရဲ့ conversation တွေတခုကိုလိုက်ပြထားပေးပါတယ် conversation ကိုပဲပြထားပေးတာနော်စကားပြောနေတဲ့လူတွေကိုတော့မှမမြင်ရပါဘူး Oda က Joy Boy နဲ့ Emu တို့ကိုမပြပေးချင်လို့တော့ background ကိုအနက်ရောင်ပြောင်ကြီးတုံးထားပေးတာဖြစ်တယ်တနည်းအားဖြင့်ဆိုရင် Joy Boy နဲ့ Emu တို့ရဲ့အပြန်အလှန်စကားတွေကိုပဲအာယုံစိုက်စေချင်တဲ့ပုံစံမျိုးပါအရင် chapter အဆုံးမှာ Emu က Luffy ကို Joy Boy လို့ခေါ်ခဲ့တာကြောင့် Luffy အနေနဲ့သူဟာ Joy Boy မဟုတ်ပါဘူးသူနာမည်က Monkey D Luffy ပါပင်လယ်မြပြင်ဖြစ်လာမဲ့လူဆိုပြီးပြောခဲ့တယ်မဟုတ်လားအဲ့ဒါကြောင့် Emu က Joy Boy နဲ့ပတ်သက်တဲ့အတိတ်ကအဖြစ်အပျက်တစ်ခုကိုပြန်မြင်အောင်မိသွားတဲ့ပုံစံမျိုးပါအဖြစ်ပြက်ရဲ့အစမှာတော့လူတစ်ယောက်က Hello တခုခုပြန်ပြောပါအောင်လို့ပြောလိုက်ပါတယ်တစ်ဖက်ကလူကလည်းဖုန်းကင်လိုက်ပြီး Hello လို့ပြန်ပြောလိုက်တဲ့အချိန်မှာတော့နှစ်ဖက်လုံးကဟင်းဟမ်ဟားတွေဖြစ်ကုန်ကြတာကိုတွေ့ရမှာပါပြောရရင်ဖုန်းဆက်တဲ့လူကလည်းသူဘယ်သူ့ကိုဖုန်းဆက်နေမှမသိဖုန်းကင်လိုက်တဲ့လူကလည်းဖုန်းဆက်နေတဲ့လူကဘယ်သူလဲဆိုတာမသိဆိုတာမျိုးဖြစ်နေတာပါအဲ့လိုနဲ့အပြန်အလှန်ဟင်းဟမ်ဟားတွေပြောပြီးတဲ့နောက်မှာတော့ဖုန်းဆက်တဲ့လူကမင်းဘယ်သူလဲလို့အရင်မေးလိုက်ပါတယ်ဖုန်းကင်လိုက်တဲ့လူကလည်းဒါအမှုပါ Emu မင်းရောဘယ်သူလဲလို့ပြန်တော့ပြန်လိုက်တာကိုတွေ့ရမှာပါ Emu သူဟာသူမိတ်ဆက်တဲ့ပုံစံက James Bond သူဟာသူမိတ်ဆက်တဲ့ပုံစံနဲ့တောင်မှတွားတူနေပါသေးတယ် James Bond ကလည်းသူဟာသူမိတ်ဆက်ပြီးဆိုရင် Bond James Bond ဆိုပြီးအနောက်နာမည်ကိုအရင်ပြောပြီးမှပဲသူ့ရဲ့နာမည်အပြည့်အစုံကိုပြောတာ哦အခုဆိုရင်အဲ့ဒါကသူ့ရဲ့ iconic ဖြစ်တဲ့အရာတွေထဲကတစ်ခုတောင်ဖြစ်နေပါပြီ Emu ကတော့တမင်အဲ့လိုလုပ်ပြီးပြောတာမဟုတ်ပါဘူး Emu ကသူ့ဟာသူမူလို့ခေါ်လေးရှိတာကြောင့်မတော်တဆအဲ့လိုပြောမိလိုက်တဲ့ပုံစံမျိုးပါ Emu ကမင်းဘယ်သူလဲလို့ပြန်မေးလိုက်တာကြောင့်ဖုန်းဆက်ခေါ်တဲ့လူကလည်းအော်ငါလားငါ Joy Boy လေဆိုပြီးပြန်တော့ပြန်လိုက်ပါတော့တယ်ဒီမှာဆိုရင် Joy Boy ရဲ့မျက်နှာအောက်ပိုင်းကိုတောင်မှပြထားပေးပါသေးတယ်ဒါပေမဲ့လည်းအမောင်ထဲမှာရှိနေတဲ့ပုံစံနဲ့ဆွဲထားပေးတာကြောင့်တီချာတော့မတွေ့ရပါဘူးကျွန်တော်ကတော့ပြောရဲတယ်ဒီမျက်နှာကိုမြင်ချင်းအားလုံးရဲ့ကောင်းထဲမှာ Luffy နဲ့အရန်တူတယ်ဆိုတဲ့အတွေးတွေတီချာပေါက်ပေါ်လာပါလိမ့်မယ်ကျွန်တော်ဆိုရင်လည်း Luffy ကိုပဲအရင်ပြေးမြင်မိတာပါတကယ်လည်းချွတ်ဆွနီးပါတူနေတာ哦အ ਨੇ ဆုံးတော့မျက်နှာအောက်ပိုင်းပေါ့ဗျာအပေါ်ပိုင်းကတော့ဘယ်လိုလာမလဲမသိဘူး Joy Boy ရဲ့ခန္ဓာကိုယ်အနေအထားဟိုစားစီရင်တဲ့ပုံစံမျက်နှာအောက်ပိုင်းအပြုံးဒါတွေအားလုံးက Luffy နဲ့တော်တော်လေးကိုတူနေတာပါမတိတဲ့လူတွေဆိုရင် Joy Boy ရဲ့အရေးကို Luffy ရဲ့အရေးလို့တောင်မှထင်နေကြမှာတေးကြတယ်အဲ့တော့ Joy Boy ကိုတကယ်မြင်ရတဲ့အချိန်ကြာရင် Luffy နီးပါချွတ်ဆွတူနေလိမ့်မယ်လို့မျှော်လင့်ထားကြပါ Oda ကအရေးတွေကိုဖြစ်တယ်လို့ဆွဲပေးနေကြမှလို့အခုချိန်ထိမြင်ထားရတဲ့ Joy Boy ရဲ့အရေးတွေကအရေးအစ်စ်ဖြစ်ပါမလားတကယ်တွေ့ရတဲ့အချိန်ကြာရင်တခြားစီဖြစ်နေမလားဆိုပြီးတန်တရားဝင်ကောင်းဝင်နေလိမ့်မယ်ဒါလည်းဖြစ်နိုင်ခြေတစ်ခုပဲဆိုပေမဲ့ကျွန်တော်ကတော့မထင်ဘူး Oda အရေးတွေကိုပေါက်တက်ကရဆွဲပေးလေးရှိတယ်ဆိုတာကတော့ဟုတ်ပါတယ်ဒါပေမဲ့ One Piece တမိုင်းတစ်ခုလုံးရဲ့အရေးအကြီးဆုံးလူလို့ပြောလို့ရတဲ့ Joy Boy ရဲ့အရေးကို Oda ကဖြစ်တယ်လို့ဆွဲပေးလိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူးစဉ်းစားကြည့်လိုက်ဗျာ One Piece ကပတမိုင်းအတွက် Joy Boy လောက်အရေးကြီးတဲ့လူဆိုတာရှိလို့လားတမိုင်းမှမဟုတ်ပါဘူးအနာဂတ်အတွက်ဆိုရင်လည်း Joy Boy ကအရေးအပါဆုံးလူတွေထဲကတယောက်လို့ပြောလို့ရတယ် Luffy တောင်မှလောလောဆယ်မှာ Joy Boy လောက်အရေးမကြီးသေးပါဘူးတချို့အရေးတွေကို Oda ကပေါက်တက်ကရဆွဲတယ်ဆိုတာဆွဲချင်လို့ဆိုတာထက်စက်ကောင်တစ်ခုကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုတေချာမစင်စားရသေးလို့ဒါ placeholder အနေနဲ့ဆွဲထားပေးတဲ့ပုံစံမျိုးပါ Oda အနေနဲ့ Joy Boy ကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုဟိုးအရင်ကတည်းကစဉ်းစားပြီးသားဖြစ်နေမယ်လို့ကျွန်တော်ကတော့ပြောရဲတယ်ပြောချင်တာကတော့လက်ရှိကျွန်တော်တို့တွေ့ထားရတဲ့ Joy Boy ရဲ့အရေးကအရေးစစ်တွေဟုတ်ပါမလားဆိုတာကိုစိတ်ပူစရာမလိုပါဘူး Joy Boy ရဲ့အရေးမှာ Joy Boy ရဲ့အရေးပါပဲ Emu နဲ့ Joy Boy တို့တွေကဖုန်းကနေတဆင့်စကားပြောနေကြတယ်ဆိုပေမဲ့တခုရှိတာကတန်တန်မှုရှိကိုတုံးပြီးပြောနေတာဟုတ်ချင်မှဟုတ်မှာပါ Vega ဖောင်းရဲ့အဆိုအရဆိုရင် Voice Century အတွင်းမှာကဘာကြီးကအင်မတန်ကိုတိုးတက်ခဲ့ပါတယ်အဟက်ကျွန်းထက်တောင်မှပိုပြီးတိုးတက်ခဲ့တဲ့တိုင်းပြည်တွေရှိခဲ့တာပါအဲ့တော့သူတို့ခေတ်တုန်းကတနေရာကနေတနေရာကိုဆက်သွယ်ဖို့တန်တန်မှုရှိအစားတခြားနည်းပညာတွေကိုတုံးခဲ့နေနိုင်ချေရှိတယ် Voice Century အတွင်းမှာကျွန်တော်တို့ပြင်ကဘာလိုပဲ smartphone တွေဘာတွေတောင်မှမရှိဘူးလို့ပြောလို့မရဘူး Emu နဲ့ Joy Boy တို့တွေကမင်းဘသူလဲငါဘသူလဲဆိုတာကိုပဲအပြန်အလှန်မင်းနေကြတယ်ဆိုပေမဲ့ဒီဖုန်းခေါ်ကနေတဆင့် Emu နဲ့ Joy Boy တို့ရဲ့ဆက်ဆံရေးကိုခက်မှန်းကြည့်လို့ရတယ်လို့ပြောရင်ယုံမလားဘာကြောင့်အခုလိုပြောလဲဆိုတာကိုရှင်းပြမယ်အရင်ဆုံးပြောရမှာကတော့ဒါက Joy Boy နဲ့ Emu တို့နဲ့ရောက်ပထမဦးဆုံးအချင်းအပြန်အလှန်စကားပြောဖူးတဲ့အခိုင်အတန့်ဖြစ်ပါလိမ့်မယ်ဘာကြောင့်ဆိုတယောက်နဲ့တယောက်သာတည်နေကြမယ်ဆိုရင်မင်းဘသူလဲငါဘသူလဲဆိုပြီးမင်းနေစရာအကြောင်းမရှိဘူးဗျာဟုတ်တယ်မလား Emu က Joy Boy ကိုမတီးဘူးဆိုရင်တောင်မှ Joy Boy က Emu ကိုတီးနေမယ်ဆိုရင် Joy Boy အနေနဲ့မင်းကဘသူလဲဆိုပြီးမှမင်းနေမှာမဟုတ်ဘူးအခုဟာကနှစ်ယောက်သာဖုန်းတာပြောနေကြတာအချင်းချင်းကအတန်တောင်မှကြားဖူးတဲ့ပုံမပေါ်ဘူးကျွန်တော်အထင်ကတော့ Luffy ကသူ့ဟာသူ Joy Boy မဟုတ်ဘူးလို့ပြောနေတာကြောင့် Emu က Joy Boy နဲ့ပထမဦးဆုံးအချင်းစကားပြောဖူးတဲ့အခိုင်အတန့်ကိုပြန်တတိယသွားတာဖြစ်ပါလိမ့်မယ်ဒါလည်းအတိတ်ပဲရှိတယ်လေနောက်ပြီးဂျပန်နေရဲ့အဆိုအရာကတော့ Emu ရဲ့စကားပြောတဲ့ပုံစံကကလေးတယောက်နဲ့တူနေတယ်လို့သိရတယ်လက်ရှိပစ္စုပန်မှာ Emu စကားပြောတဲ့ပုံစံကတခါတလေကြာရင်ကလေးတယောက်နဲ့တွားဆင်နေလေးရှိတယ်ဆိုပေမဲ့ဒီတစ်ချိန်ကျတော့ပူပြီးတော့တောင်တူနေတယ်လို့ပြောနေကြတာဖြစ်တယ်ဘာလို့အဲ့လိုပြောနေကြလဲဆိုတာကိုရှင်းပြပေးမယ်ဂျပန်ဘာသာစကားမှာဟီရာဂါနာကာတာကာနာနဲ့ခန်ဂျီဆိုပြီးစာရေးတဲ့စနစ်၃ခုရှိပါတယ်ဟီရာဂါနာနဲ့ကာတာကာနာကတခြားဘာသာတွေထဲက alphabet တွေလိုပဲဆိုပေမဲ့ထူးခြားတာကတော့တရုတ်ဘာသာစကားကနေဆင်းသက်လာတဲ့ခန်ဂျီတွေပါကျွန်တော်လေ့လာမိတဲ့လောက်ဆိုရင်ခန်ဂျီစကားလုံးကစုစုပေါင်း9000လောက်ရှိတာဖြစ်ပြီးခန်ဂျီစကားလုံးတစ်ခုချင်းစီမှာလည်းအတိတ်ဘက်ကတစ်ခုထက်မကရှိပါတယ်ဂျပန်လူမျိုးတွေတောင်
င်မှခန်ဂျီကိုလေ့လာဖို့အတွက်ဆယ်စုနှစ်နဲ့ချီပြီးအချိန်ပေးကြရတာပါအဓိကပြောချင်တာကတော့ဂျပန်လူမျိုးတိုင်းကတော့မှခန်ဂျီကိုကောင်းကောင်းသုံးသပ်ကြတာမဟုတ်ပါဘူးအီမူကလည်းလက်ရှိပစ္စုပန်မှာသူ့ဟာသူမိတ်ဆက်ပြီးဆိုရင်ခန်ဂျီစကားလုံးတွေကိုတုံးလေးရှိတယ်လို့သိရတယ်ကျွန်တော်ကတော့ဂျပန်စကားမတတ်တဲ့အတွက်ဘယ်ခန်ဂျီကိုတုံးလဲဆိုတာကိုတော့အသေးစိတ်ကြီးရှင်းပြမနေတော့ဘူးသိရတဲ့လောက်ဆိုရင်တော့အန်နမီထဲကဗီလိန်တွေနဲ့ဖျားတွေစကားပြောတဲ့အချိန်တုံးနေကြစကားလုံးတွေကိုအီမူကတုံးလေးရှိတာဖြစ်တယ်ဒါပေမဲ့ဒီမှာကျတော့အီမူကသူ့ဟာသူမိတ်ဆက်တဲ့အချိန်ခန်ဂျီအစားဟီရာဂါနာကိုပဲတုံးထားပါတယ်တခုရှိတာကဟီရာဂါနာတုံးတိုင်းကလေးလို့ပြောတာမဟုတ်ဘူးနော်ဇက်ကောင်တစ်ခုကငငယ်ကလေးကနေကြီးတဲ့အထိဟီရာဂါနာနဲ့ပဲစကားပြောမယ်ဆိုရင်တော့ကိစ္စမရှိဘူးသူကိုယ်တိုင်ကအဲ့လိုပုံစံနဲ့ပြောချင်တာဖြစ်သွားပြီဒါပေမဲ့အီမူကကြတော့လက်ရှိပစ္စုပန်မှာခန်ဂျီတွေကိုတုံးပြီးပြောတဲ့လူပါအဲ့တော့ပြောရရင်အီမူစကားပြောတဲ့ပုံစံကအရင်ကတစ်မျိုးအခုကျတော့တစ်မျိုးဖြစ်နေတာပါအဲ့ဒါကြောင့်လေဂျွားဘွိုင်းနဲ့အီမူတို့စားတွေ့ခါစားတော့ကအီမူအနေနဲ့ငငယ်လေးပဲရှိသေးပါတယ်လို့ပြောနေကြတယ်ဆိုပါတော့ငယ်တယ်ဆိုတဲ့နေရာမှာဘယ်လောက်ထိငယ်မလဲဆိုတာကိုတော့အတိအကျပြောရခက်တယ်5-6နှစ်အရွယ်ကလေးတစ်ယောက်လည်းဖြစ်နိုင်တယ်လို့14-15နှစ်အရွယ်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်အီမူတစ်ယောက်တည်းမဟုတ်ပါဘူးဂျွားဘွိုင်းရဲ့စကားပြောတဲ့ပုံစံကလည်းအသက်ငငယ်ရွယ်ရွယ်လူတစ်ယောက်ပြောတဲ့ပုံစံနဲ့တူနေတယ်လို့ပြောနေကြပါသေးတယ်အဲ့လိုနဲ့ပဲဒီအဖြစ်အပျက်ဖြစ်သွားတော့ကအီမူနဲ့ဂျွားဘွိုင်းတို့နှစ်ယောက်လုံးဟာငငယ်လေးပဲရှိသေးပါတယ်ဆိုတဲ့ theory တွေထွက်လာတယ်ဆိုပါတော့အီမူရဲ့စကားပြောတဲ့ပုံစံကကလေးစံယုံတယ်မကပါဘူးအပြစ်ကင်းစင်တဲ့လူတစ်ယောက်ရဲ့ပြောပုံဆိုပုံနဲ့လည်းတွားတူနေတယ်လို့သိရပါတယ်ပြောရမယ်ဆိုကဘာကြီးကိုအုပ်ချုပ်တဲ့ကိစ္စနဲ့ပတ်သက်ရင်ဘာဆိုဘာမှမသိသေးတဲ့လူတစ်ယောက်ပေါ့ဗျာကဘာကြီးကိုအုပ်ချုပ်တယ်ဆိုလို့ပြောအောင်မယ်ဒီအဖြစ်အပျက်မှာအီမူအနေနဲ့ကဘာကြီးကိုအမောင်ထုထဲကနေအုပ်ချုပ်တဲ့လူတစ်ယောက်မဖြစ်သေးဘူးဆိုတာသိချတာတော့ပါပဲကျွန်တော်တို့သိကြတဲ့အတိုင်းလက်ရှိပစ္စုပန်မှာအီမူကသူ့ရဲ့တည်ရှိမှုကိုသူ့ရဲ့လက်အောက်ခံတွေကလွဲရင်ဘယ်သူ့ကိုမှပေးမသိပါဘူးမတော်တဆတိသွားမယ်ဆိုရင်တော့မှတိသွားတဲ့လူကိုအတဲအတန်လိုက်တက်ခိုင်းတဲ့လူစားမျိုးပါဒါပေမဲ့ဒီမှာကျတော့အီမူကတစ်ဖက်ကလူဘယ်သူလဲဆိုတာကိုမသိနေတာတော့မှသူ့ရဲ့နာမည်ကိုအလွယ်တကူနဲ့ပြလိုက်ပါတယ်အကယ်၍အီမူဒါအဲ့ကတဲ့ကနေသူ့ရဲ့တည်ရှိမှုကိုလျှို့ဝှက်ထားမယ်ဆိုရင်သူ့နာမည်ကိုပြဖို့မပြောနဲ့ဖုန်းတော်မှာကင်မှာမဟုတ်ဘူးဒီအချက်တွေကြောင့်လည်းအီမူဟာအဲ့တော့ကအခုလိုကောက်ကြည့်ရုံမာတဲ့အာနာရှင်တဲ့ရောက်မဖြစ်သေးဘူးဆိုတာတိကျတဲ့လောက်ကိုရှိနေပါတယ်နောက်ပိုင်းကျမှအကြောင်းမျိုးကြောင့်တကဘာလုံးကိုမတရားအုပ်ချုပ်ခြင်းနဲ့လူတစ်ယောက်ဖြစ်သွားပါတယ်ဆိုတာမျိုးပေါ့ဒီလိုဖြစ်လာမယ်ဆိုရင်လည်းအတိတ်ပဲတော့ရှိတယ်အရင် chapter တစ်ခုမှာတော့ကအီမူနဲ့ဂျွားဘွိုင်းတို့တွေဟာတစ်ချိန်လုံးကခင်မင်ခဲ့ကြတယ်ဆိုတာကိုတွေ့ခဲ့ရတယ်မဟုတ်လားဘယ်လောက်ထိခင်မင်ခဲ့တာလဲအချစ်ဆုံးတငယ်ချင်းတွေတော့ဖြစ်ခဲ့တာလားဆိုတာကတော့ပြောရခက်တယ်ဆိုပေမဲ့သူတို့နှစ်ယောက်ကြားထဲမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်ဆိုတာကတော့တတိယဝင်စရာမရှိပါဘူးဂျွားဘွိုင်းကဘယ်လိုလူဖြစ်နေမလဲဆိုတာအတိအကျပြောရခက်တယ်ဆိုပေမဲ့လူဖီနဲ့တော့အတိုင်းတာတစ်ခုထိတူနေမှာပဲအဲ့တော့ဂျွားဘွိုင်းကလည်းသူများတွေရဲ့လွတ်လပ်မှုကိုတန်ဖိုးထားတဲ့လူတခြားလူတွေကိုမတရားမအုပ်ဆိုးခြင်းတဲ့လူမျိုးဖြစ်နေပါလိမ့်မယ်အဲ့လိုဖြစ်နေလို့လဲနိုင်ငံ20မဟာမိတ်နဲ့ဂျွားဘွိုင်းတို့တွေကစစ်တိုက်ခဲ့ကြတာပေါ့ဗျာတခြားလူတွေရဲ့လွတ်လပ်မှုကိုတန်ဖိုးထားတဲ့လူတစ်ယောက်ကအကျင့်ပြတ်ချစားနေတဲ့ဘီရင်တစ်ယောက်နဲ့တငယ်ချင်းဖြစ်မယ်လို့ထင်လားမြင်တောင်ပြောရရင်လူဖီကဘယ်ခိုရီလိုဘီရင်တစ်ယောက်နဲ့ဘော်ရာတွေဖြစ်နိုင်မယ်လို့ထင်ကြလားဘယ်လိုနီးနဲ့မှကိုမဖြစ်နိုင်ဘူးဟုတ်တယ်မလားအဲ့တော့အီမူတာဟိုးအစကတည်းကနေအကျင့်မကောင်းတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင်ဂျွားဘွိုင်းနဲ့ခင်မင်ခဲ့စရာအကြောင်းတစ်စက်ကလေးမှကိုမရှိတာပါဂျွားဘွိုင်းလိုလူနဲ့ခင်မင်ခဲ့ပါတယ်ဆိုတဲ့အချက်လေးတစ်ခုထဲနဲ့တင်အီမူဟာတစ်ချိန်လုံးကစိတ်ထားကောင်းခဲ့တယ်ဆိုတာသိတာပါတယ်နောက်ပိုင်းကျမှအကြောင်းမျိုးကြောင့်ဂျွားဘွိုင်းနဲ့အီမူတို့တွေကကွဲသွားခဲ့ပြီးအီမူကကျွန်တော်တို့တည်ထားတဲ့ပုံစံဖြစ်လာပါတယ်ဆိုတာမျိုးပေါ့အီမူနဲ့ဂျွားဘွိုင်းတို့စကားပြောနေကြတဲ့စက်ဝင်ခန်းကိုတွေ့ခဲ့ရတဲ့ chapter ကတည်းကနေဒီ theory ကထွက်လာခဲ့တာပါအခုတော့ပို့ပြီးတော့မှဖြစ်နိုင်ချေများသွားပါပြီ theory ကိုပြန်ချုပ်ရမယ်ဆိုရင်ဒါကအီမူနဲ့ဂျွားဘွိုင်းတို့ရဲ့ပထမဦးဆုံးအချိန်တွေ့ဆုံမှုဖြစ်ပြီးအဲ့တော့ကနှစ်ယောက်လုံးဟာငငယ်လေးပဲရှိပါသေးတယ်အီမူကတော့ဘာအပြစ်မှမရှိတဲ့ကလေးတစ်ယောက်ဖြစ်နေနိုင်ချေရှိတယ်ဒါပါပဲတခုပြောချင်တာကတော့ဒါတွေက theory အဆင့်ပဲရှိသေးတာနော်ရာနှုန်းပြည့်တေချာသွားတာမဟုတ်ပါဘူးဖြစ်နိုင်ချေရှိတဲ့ theory ပေါ့ chapter ကိုအပေါ်ရန်ဖတ်တဲ့လူတွေဆိုရင်အော်အေးအီမူနဲ့ဂျွားဘွိုင်းတို့ဖုန်းပြောနေတာပဲလို့ပဲတွေးပြီးကြော်သွားလောက်တယ်ဆိုပေမဲ့တေချာအသေးစိတ်ကြီးတဲ့လူတွေအတွက်ကကြတော့ဒီစကားလေး2ခွန်း3ခွန်းလောက်နဲ့အီမူကဘယ်လိုလူဖြစ်နေနိုင်လဲဘယ်အရွယ်ကိုရောက်နေကြပြီလဲဆိုတာတွေကိုတော့မှခက်မှန်းပြီးသားဖြစ်နေပါပြီကျွန်တော်အနေနဲ့ကတော့ကိုယ်တိုင်လေ့လာပြီးရှင်းပြပေးလို့ရတဲ့ဟာတွေမျိုးဆိုရင်တေချာလေ့လာပြီးအသေးစိတ်ရှင်းပြပေးတယ်အခုလိုမျိုးဂျပန်စကားနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တော့နားလေတက်ကြွတဲ့လူတွေပြောပြတာကိုတေချာလိုက်ကြည့်ပြီးပြန်ရှင်းပြပေးပါတယ်အဲ့တော့ chapter တစ်ခုကိုတိတိမမွားလေးကအစအသေးစိတ်သိချင်တယ် chapter နဲ့ပတ်သက်တဲ့ theory အကုန်လုံးကိုနားထောင်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ chapter breakdown တွေကိုအပတ်တိုင်းလာကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော် breakdown တွေကအရင်နောက်ကြတယ်အရင်ဆောင်ရတယ်ဆိုတာကိုတော့သိပါတယ်ဒါပေမဲ့အကုန်လုံးအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်တို့ breakdown ကိုဘယ်နေရာမှာရမှာမဟုတ်ဘူးလို့အာမခံတယ်ဒါပေမဲ့လည်းလိုရင်းတူရှင်းကိုပဲသိချင်တယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုတွေကိုကြိုက်မှာမဟုတ်ပါဘူးဇက်လိုင်းစီကိုဆက်သွားရမယ်ဆိုရင်အီမူတယောက်အတိတ်ကအဖြစ်ပြက်ကိုပြန်မြင်အောင်မိသွားတဲ့နောက်မှာတော့လက်ရှိပစ္စုပန်စီကိုပြန်ရောက်လာခဲ့ပါပြီးပြီးခဲ့တဲ့ chapter အဆုံးမှာလူဖီကသူဟာဂျွားဘွိုင်းမဟုတ်ပါဘူးလို့ပြောခဲ့တာကြောင့်အီမူကလည်းမင်းပြောတာဟုတ်ပါတယ်ဂျွားဘွိုင်းကတည်သွားတာကြားလာပြီဒါဆိုရင်မင်းကိုမြင်လိုက်တိုင်းဘာကြောင့်အဲ့ရုံကအဖြစ်ပြက်တွေကိုပြင်မြင်နေတာလဲကွာလို့စိတ်တူတူနဲ့ပြန်တော့ပြန်လိုက်ပါတော့တယ်ပြောရရင်အီမူကလွန်ခဲ့တဲ့နှစ်ပေါင်း800ကတည်းကနေဂျွားဘွိုင်းတည်သွားခဲ့ပြီဆိုတာနဲ့လူဖီကဂျွားဘွိုင်းမဟုတ်ဘူးဆိုတာ
ကိုတည်ထားပြီးသားပါဒါပေမဲ့လူဖီရဲ့နီကာ form ကိုတွေ့လိုက်ရတဲ့အတိုင်း Joy Boy ကိုပြန်မြင်မိသွားတာကြောင့်လူဖီကို Joy Boy လို့ခေါ်နေတာဖြစ်တယ် Joy Boy အနေနဲ့ emu ကိုဘယ်လောက်တောင်ဒုက္ခတွေအိမ်မက်ဆိုးတွေပေးခဲ့လဲမသိဘူးနှစ်ပေါင်း800ကြာသွားတာတောင်မှအခုချိန်ထိ Joy Boy ကြောင့်ရတဲ့ trauma တွေကသူ့စီမှာရှိနေတော့ပါပဲ emu က Joy Boy နဲ့ပတ်သက်ရင်အရင်စိတ်တူလွယ်တဲ့လူမလို့ဒီ chapter အစမှာ emu ကလေးတယောက်လိုတောင်းကျမ်းတာကိုတွေ့ရနိုင်ချေရှိတယ်လို့တွေးမိခဲ့ပါသေးတယ်အခုလေဒေါသမထွက်တာမဟုတ်ပေမဲ့တကယ်တမ်းမှာကြတော့ထင်ထားတာထက်အများကြီးတည်ငြိမ်နေတာပါအဲ့အချိန်တစ်ဖက်ကလူဖီကတော့အရင် chapter တုန်းကလိုပဲ emu ကိုတိုက်ခိုက်ဖို့အတွက်အစင်သင့်ပြင်ထားတာကိုတွေ့ရပါတယ် emu ကလူဖီကိုမြင်လိုက်တဲ့အတိတ်ကအဖြစ်အပျက်တွေကိုဘာကြောင့်ပြန်တတိရနေတာလဲလို့မေးတော့လူဖီကလည်းဘယ်တိမလဲဟာလို့ပြန်တော့ပြန်လိုက်ပါတယ် emu နဲ့လူဖီတို့အပြန်အလှန်စကားပြောနေကြတဲ့အချိန်မှာပဲ emu ကသူ့ရဲ့ဘဲဘဲလက်ကနေအိုမန်မီတောက်တွေကိုထုတ်လိုက်ပါတယ်ဒီတစ်ချိန်တော့အရင်ကလို့လက်ဆိုမီတောက်တွေကိုဖန်တီးမှာမဟုတ်ပါဘူးအဲ့အစား emu ထုတ်လိုက်တဲ့မီတောက်တွေကသူ့ရဲ့ဘဲဘဲလက်တစ်ဖက်လုံးကိုရစ်ပတ်သွားပါတယ်အဲ့လိုနဲ့ emu ရဲ့ဘဲဘဲလက်ကိုအနက်ရောင်မီတောက်တွေကဖုံးနှံသွားပြီး emu ကအဲလန်နဲ့လူဖီကိုလမ်းထုတ်လိုက်ပါတော့တယ်မြင်သာအောင်ပြောရရင် emu ရဲ့လက်ကလိုကီယာဒီဗက်ဖရစ်စားထားတဲ့လူတွေရောက်သူ့ရဲ့လက်ကိုတက်ဆိုင်ရာ element အဖြစ်ပြောင်းလိုက်တဲ့အချိန်ဖြစ်သွားတဲ့ပုံစံမျိုးနဲ့တော့မှသွားဆင်နေပါသေးတယ် ace ကရန်သူကိုတိုက်ခိုက်တဲ့အချိန်ကြရင်သူ့ရဲ့လက်ကိုမီးတောက်ဖြစ်အောင်အရင်လှုပ်လို့ရှိတယ်မဟုတ်လားဒီမှာ emu လှုပ်လိုက်တဲ့ပုံစံကလည်းအဲ့ဒါနဲ့တော်တော်လေးကိုတွားတူနေတာပါ emu ကသူ့ရဲ့လက်ကိုအိုမန်မီးတောက်နဲ့အရင်အုပ်လိုက်ပြီးလူဖီကိုလမ်းထိုးလိုက်တာဖြစ်တယ် emu ကလူဖီနဲ့လက်တကန်းအကွာမှာရှိနေတာမဟုတ်ဘူးဆိုပေမဲ့အိုမန်မီးတောက်နဲ့အုပ်ထားတဲ့သူ့ရဲ့ဘဲဘဲလက်ကြီးကရှေ့ထွက်လာခဲ့ပြီးလူဖီရှိရာစီကိုတန်တန်မတ်မတ်သွားလိုက်တာကြောင့်ဒီတိုင်းဆိုရင်လူဖီအနေနဲ့ emu ထိုးတာကိုခံရတော့မှာပါဒီမှာ emu လှုပ်လိုက်တဲ့ပုံစံကလူဖီရဲ့ဂုံမူ no pistol နဲ့တောင်မှတွားဆင်နေပါသေးတယ်ဒါတင်မကသေးပါဘူးစောစောတုန်းကပြောခဲ့တဲ့ ace ရဲ့မီလက်တီကာတာကူရီရဲ့မိုချီလက်တီစမိုကာရဲ့မီခိုလက်တီစတဲ့ဒီဗက်ဖရအစွမ်းနေနဲ့လည်းချွတ်ဆွနီးပါပဲဒီနေရာမှာတော့ emu ရဲ့အစွမ်းကဒီဗက်ဖရတစ်ခုနဲ့တွားတူနေပြန်တယ်ဒါပေမဲ့ဒီဗက်ဖရအစွမ်းလားဆိုတာကိုတော့တက်အပ်ကြီးပြောလို့မရသေးပါဘူး emu ကလူဖီရဲ့ခေါင်းကိုချိန်ပြီးထိုးလိုက်တယ်ဆိုပေမဲ့ဖြစ်ချင်တော့နီကာအဖြစ်ပြောင်းထားတဲ့လူဖီကသူ့ရဲ့ခေါင်းတစ်ခုထဲကိုပဲအောက်ရောက်သွားအောင်လုပ်လိုက်တာကြောင့် emu ရဲ့လက်တီးကလူဖီကိုထိမသွားခဲ့ပါဘူးလူဖီကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရှောင်လိုက်တာမဟုတ်ဘူးနော်ခေါင်းတစ်ခုထဲကိုပဲအောက်ရောက်သွားအောင်ပြစ်လိုက်တာဖြစ်တယ်ကျန်တဲ့ခန္ဓာကိုယ်တွေကငကိုနေရာမှာရှိနေတုံးပါပဲလူဖီလည်း observation haki ဒါမှမဟုတ် future sight ကိုတုံးလိုက်မှာပေါ့ဗျာလွယ်နဲ့တော့ဘယ်ထိုးလို့ရပါမလဲဖြစ်ချင်တော့ဒီတိုက်ပွဲမှာကာတွန်းဆန်ဆန်အစွမ်းတွေကိုတုံးနိုင်တာကလူဖီတယောက်တည်းတော့မဟုတ်ပါဘူးနီကာအစွမ်းကိုအဝိတ်ကန်းလုံးနိုင်လိုက်တဲ့နောက်မှာလူဖီအနေနဲ့သူ့ရဲ့ရန်သူတွေကိုကလေးကစားစရာအယုတ်တွေလို့စိတ်ကြိုက်ဆော့ကစားခဲ့တယ်မဟုတ်လားကိုရိုဆေးတွေနဲ့ထိတ်တိုက်ရင်ဆိုင်တဲ့အချိန်မှာတော့မှလူဖီရဲ့အချင်းကပျောက်သွားခြင်းမရှိခဲ့ပါဘူးအခုတော့လူဖီလည်းဝတ်ပြန်လဲတော့မှဖြစ်တယ်ဘယ်လိုတွေဝတ်လဲမလဲဆိုတာကိုစက်ကြည့်လိုက်ရအောင် emu ရဲ့ထိုးချက်ကိုလူဖီကရှောင်နိုင်လိုက်တဲ့နောက်မှာ emu ရဲ့လက်ထဲကနေနှက်ဆိုမီတောက်တွေထွက်လာခဲ့ပြီးအဲကောင်တွေကသူရှောင်လိုက်တာလားငါတို့ရဲ့အောက်ကိုရောက်သွားပြီလို့ပြောလိုက်ကြပါတယ်အဲ့တော့ emu ရဲ့ဒီမီတောက်လက်တီကတာမန်မီတောက်လက်တီတော့မဟုတ်ပါဘူးသူကကိုပိုင်အကြီးစိတ်ရှိတဲ့မီတောက်လေးတွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့မီတောက်လက်တီပါတနည်းအားဖြင့်ဆိုရင် emu ရဲ့လက်ကကိုတိုင်စဉ်းစားတွေးတောနိုင်စွမ်းရှိနေတာဖြစ်တယ်လူဖီကလက်တီကိုရှောင်နိုင်လိုက်တယ်ဆိုတာကိုတွေ့သွားချိန်မှာတော့လက်တီထဲကနှက်ဆိုမီတောက်တွေကလည်းအောက်လို့အော်ပြီးလူဖီရှိရာစီကိုဥတီသွားလိုက်ကြပါတော့တယ်လူဖီကလည်းသူ့ဟာသူလွတ်ပြီးလို့ထင်နေပေမဲ့ emu ရဲ့လက်တီကသူ့နောက်ကိုလိုက်လာတာကြောင့်အံ့ဩသွားတယ်ဆိုပါတော့ဗျာလုံးဝမထင်ထားတဲ့အရာတစ်ခုဖြစ်လာတာကြောင့်လူဖီအနေနဲ့ emu ရဲ့လက်တီကိုနောက်တစ်ချိန်ထက်ရှောင်နိုင်စွမ်းမရှိတော့ပဲ emu ထိုးတာကိုခံလိုက်ရပါတော့တယ် emu ရဲ့လက်တီကလူဖီရဲ့ခေါင်းတက်တဲ့ကိုထိသွားတာနော်လုံးဝအားရပါရပဲ emu အနေနဲ့အရင် chapter မှာတော့ကထိုးခံထားရတာကိုလက်စားပြန်ချိန်နိုင်လိုက်တယ်လို့ပြောရမှာပေါ့ဒီ panel မှာ emu ရဲ့လက်ကိုတစ်ချက်လောက်ကြည့်လိုက်ပါတကယ့်ကာတွန်းကားတွေထဲကအတိုင်းပါပဲပုံမှန်ဆိုရင်အခုလိုမျိုးကာတွန်းဆန်ဆန်အစွမ်းတွေကိုလူဖီကတုံးနေကြဆိုပေမဲ့ဒီတစ်ချိန်တော့လူဖီကအတုံးခံလိုက်ရတဲ့ဘက်အချမ်းကိုပြင်ရောက်သွားပါပြီတခြားလူတွေကိုကစားစရာလိုဆော့ခဲ့တဲ့လူကအခုကြမှာသူ့အကွက်နဲ့သူပြန်ခံလိုက်ရတာဖြစ်တယ် emu ရဲ့အစွမ်းကကာတွန်းကားတွေထဲမှာမြင်နေကြပုံစံဆိုပေမဲ့ emu ကိုယ်တိုင်ကကြတော့ကာတွန်းဆက်ကောင်နဲ့သူမနေဘူးလို့ပြောရမယ်လူဖီဆိုရင် gear 5ကိုအဝေးကန်းလုံးနိုင်လိုက်တဲ့နောက်မှာကာတွန်းကားတွေထဲကအစွမ်းတွေကိုတုံးနိုင်သွားတဲ့အပြင်ကာတွန်းဆက်ကောင်တစ်ခုနဲ့လည်းတွားတူတယ်ဗျာဟုတ်တယ်မလားအဲ့ဒါကြောင့်လည်း gear 5ကိုမကြိုက်တဲ့လူတွေကမနှဲဘူးရှိနေတာပါ emu ကကြတော့ကာတွန်းဆက်ဆန်အစွမ်းကိုတုံးပြခဲ့တဲ့တိုင်လူဖီလိုဖြစ်သွားခြင်းမရှိပါဘူး gear 5ကိုမုန်းတဲ့လူတွေရဲ့စကားအတိုင်းဆိုရင်တော့စောက်ပေါ်ဆန်မသွားဘူးပေါ့ဗျာဒါကလည်း emu ဒီအစွမ်းကိုတုံးနိုင်နေတယ်ဆိုတာကသူကိုယ်တိုင်ကာတွန်းဆန်နေလို့မဟုတ်ပဲသူဖန်တီးလိုက်တဲ့နှုတ်ဆိုမီတောက်တွေကြောင့်လို့ပြောလို့ရနေတာဟုတ်တယ်မလားအဲ့တော့ emu ကကာတွန်းဆန်ဆန်အစွမ်းတွေကိုတုံးပြလို့စောက်ပေါ်ဖြစ်သွားမှာကိုမစိုးရင်ကြပါနဲ့ emu ကအခုလိုကြောက်စရာကောင်းတဲ့ villain အဖြစ်ဆက်ရှိနေမှာပါဒါကျွန်တော်အမြင်ပါပဲကျန်တဲ့လူတွေကဘယ်လိုထင်လဲတော့မသိဘူး emu ရဲ့နှုတ်ဆိုမီတောက်တွေကဘာနဲ့တူလဲသိလားကျွန်တော်အမြင်မှာတော့ဒီကောင်တွေကကလေးကာတွန်းကားတွေထဲမှာတွေ့ရလေရှိတဲ့ villain ရဲ့နောက်လိုက်တွေနဲ့တော်တော်လေးကိုတွားတူပါတယ်မြင်တာအောင်ပြောရရင် Despicable Me ထဲက Gru ရဲ့နောက်လိုက် minion လေးတွေကိုပဲကြည့်လိုက်ပါကိုပိုင်အတိအကျရှိလားဆိုရင်ရှိတယ်ဒါပေမဲ့ညာရန်ကောင်းလားဆိုရင်တော့လည်းမဟုတ်ဘူးအကုန်လုံးကပေါက်တက်ကြရလုံနေတာကြီးပဲသူတို့ရဲ့တခင်ပြောတာကိုတော့တက်ညီလက်ညီနဲ့လိုက်လုပ်ပေးရှာတယ်လက်ရှိတွေ့ထားတဲ့လောက်ဆိုရင် emu ရဲ့မီတောက်တွေကလည်းအဲ့လိုပုံစံပါပဲဒီကောင်တွေကိုကြည့်ရတာတော့စဉ်းစားတွေးတောနိုင်စွမ်းအရန်ကောင်းတဲ့ပုံမပေါ်ဘူးဒါပေမဲ့လည်း emu ခိုင်းတာကိုတော့တေချာလေးလိုက်လုပ်နိုင်စွမ်းရှိကြ
ပါတယ်ကြည့်ထားလိုက်ပါအနိမေကိုရောက်လာတဲ့အချိန်ကျရင်ဒီအချက်ကပို့ပြီးတော့တောင်မှတိတာနေပါလိမ့်မယ်ဒီမှာ emo လှုပ်လိုက်တဲ့ပုံစံက Gear 4 Snake Man Form မှာ Luffy ထိုးနေကြပုံစံနဲ့တွားဆင်နေပါတယ် Snake Man Form မှာဆိုရင် Luffy ကသူ့ရဲ့လက်တီးကိုရုတ်တရက် direction ပြောင်းနိုင်တယ်လေဟုတ်တယ်မလားအဲ့တော့ပြောရမယ်ဆိုရင် Luffy အနေနဲ့သူ့လိုပေါက်တက်ကိရအစွမ်းတွေကိုပေါက်တက်ကိရနီလန်းအနေနဲ့တုံးတက်တဲ့ရန်သူတစ်ယောက်ကိုစတွေ့လိုက်ရပြီဖြစ်တယ်ကာတွန်းဆန်ဆန်အစွမ်းအနေနဲ့တိုက်ခိုက်တဲ့ Luffy အတွက်တော့ဒီလိုရန်သူမျိုးကအကောင်းဆုံးပါပဲပိုကောင်းတာကတော့စောစောတုန်းကပြောခဲ့တယ်လို့ပဲ emo ရဲ့အစွမ်းတွေကတခါတလေမှာကာတွန်းဆန်နေတယ်ဆိုပေမဲ့သူကိုယ်တိုင်ကကြတော့ပေါ်သွားခြင်းမရှိပါဘူးခုချိန်ထိသူစီကနေကြောက်စရာကောင်းတယ်ဆိုတဲ့ vibe မျိုးကိုရနေပါသေးတယ်ဒီ chapter ပြီးသွားတဲ့အချိန်ကျရင်တော့ emo ကပို့ပြီးတော့တောင်မှကြောက်စရာကောင်းတော့မှာပါပေါက်တက်ကိရအစွမ်းနေတုံးပြတဲ့လူတစ်ယောက်ကိုကြောက်စရာကောင်းအောင်လှုပ်ထားနိုင်တဲ့ order ကိုတော့ချီကျူးရလိမ့်မယ်ဒါနဲ့ emo ကကာတွန်းဆန်တဲ့အစွမ်းတွေကိုအခုမှပထမအဦးဆုံးအကြိမ်တုံးပြဖူးတာတော့မဟုတ်ဘူးနော်မှတ်မိသေးလားကွန်ခိုရဲ့ခန္ဓာကိုယ်ထဲကို emo ဝင်ပူလိုက်ခါစားတော့ငါ emo အနေနဲ့နှက်ဆိုးစာအုပ်လေးတစ်ခုကိုဖန်တီးလိုက်ပြီးအစာအုပ်ထဲကနေအေယာမတနက်ကြီးတစ်ခုကိုထုတ်ပြခဲ့ဖူးတယ်လေတကယ်တမ်းပြောရရင်အဲ့ဒါကလေကာတွန်းကားတွေထဲမှာတွေ့ရလေးရှိတဲ့အကွက်တစ်ခုပဲမဟုတ်လားလူဖီလောက်တော့မဟုတ်ပေမဲ့နောက်ပိုင်းကျရင်လည်း emo စီကနေကာတွန်းဆက်ဆန်အစွမ်းတွေကိုထပ်တွေ့ရပါလိမ့်မယ်ကြည့်ထားလိုက်ပါဆက်သွားရမယ်ဆိုရင် emo ကလူဖီကိုဒီတိုင်းလေးထိုးလိုက်ပြီးသူ့ရဲ့လက်ကိုပြန်သိမ်းလိုက်တာမျိုးမရှိခဲ့ပါဘူးဒီဖန်ထဲမှာတွေ့ရတဲ့လောက်ဆိုရင်လူဖီကိုထိုးပြီးသွားတာတော့မှ emo ရဲ့လက်ကအောက်ကချမ်းပစ္စည်းကိုရောက်တဲ့အထိဆက်ပြီးရှည်နေတာကိုတွေ့ရပါတယ်လူဖီရဲ့ခန္ဓာကိုယ်ကနေကဘာရဲ့မြေပြင်နဲ့ထိသွားတဲ့အချိန်မှာတော့ထုံးစံအတိုင်းအေယာမပောက်ကွဲမှုကြီးတစ်ခုဖြစ်သွားတယ်ဆိုပါတော့လောလောဆယ်တွေ့ထားတဲ့လောက်ဆိုရင်တော့ emo ကသူ့ရဲ့ခန္ဓာကိုယ်နဲ့ရန်သူတွေကိုတိုက်ခိုက်လိုက်ပြီးဆိုရင်အမြဲတမ်းပောက်ကွဲမှုတွေဖြစ်သွားလိမ့်ရှိပါတယ်ပောက်ကွဲမှုကတော့ထုံးစံအတိုင်းအနက်ရောင်ဖြစ်နေတဲ့အပြင်သူနဲ့အတူအနက်ရောင်မိတောက်တွေလည်းပါလာခဲ့ပါသေးတယ်ကြည်ရတာကတော့ emo ရဲ့ထိုးချက်ကြောင့်လူဖီယာမြေကြီးထဲကိုနည်းနည်းလေးဝင်သွားခဲ့တဲ့ပုံစံပါပဲ emo ထိုးတာကိုတဲ့တိုကြီးခံလိုက်ရတဲ့အပြင်အေယာမပောက်ကွဲမှုကြီးတစ်ခုပါဖြစ်သွားတာဆိုတော့လူဖီလည်းတစ်ခုခုဖြစ်သွားတော့ပြီလို့ထင်နိုင်ပေမဲ့တကယ်တမ်းမှာကျတော့စန့်ကျင်ပတ်ပါပဲလူဖီအနေနဲ့ဘာတန်ယာမတောင်မှမရသွားခဲ့ပဲမြေကြီးထဲကနေချက်ချင်းပြန်ထွက်လာခဲ့ပြီး emo ရှိရာစီကိုပြန်လာခဲ့ပါတယ်တခုတော့ရှိတာပေါ့လူဖီအနေနဲ့ဘာတန်ယာမမရခဲ့ဘူးဆိုပေမဲ့ပောက်ကွဲမှုကြီးကြောင့်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးလည်းမဲတူးသွားပါပြီအဟက်အမှာတော့က Marcus Master ခိုက်တာကိုခံလိုက်ရပြီးတဲ့နောက်ဖြစ်သွားတဲ့ပုံစံနဲ့တောင်မှတွားဆင်နေပါသေးတယ် emo ပညာပြတာကိုကောင်းကောင်းကြီးခံလိုက်ရတဲ့လူဖီကတော့ emo ကိုတော်တော်လေးဒေါသထွက်နေပြီဖြစ်တယ်အဲ့ဒါကြောင့်လေဒေါသငယ်ထဲရောက်နေတဲ့လူဖီကမကျေနပ်ချက်တွေနဲ့ emo ကိုလမ်းထိုးလိုက်တယ်ဆိုပေမဲ့ emo ကငကိုရှိနေတဲ့နေရာကနေရုတ်တရက်ဖြတ်ခနဲပျောက်သွားတာကြောင့်လူဖီရဲ့လက်တီးကဘာမှထိသွားခြင်းမရှိပါဘူး emo ပျောက်သွားတယ်ဆိုတာကသူ့ဟာသူကိုဖျောက်လိုက်တာမဟုတ်ဘူးနော်အယမ်းမြန်နေလို့တာမမျက်လုံးနဲ့မမြင်ရတဲ့ပုံစံမျိုးပါတော်ကြ emo စီမှာကိုပျောက်နိုင်စွမ်းပါရှိနေတယ်လို့ထင်နေအောင်မယ်လူဖီကတော့ emo ကိုမထိုးနိုင်လိုက်တာကြောင့်ငကိုကားထက်တောင်မှပိုပြီးစိတ်တူလာတာကိုတွေ့ရမှာပါလူဖီအခုလောက်ထိစိတ်တူတာကိုမတွေ့ရတာတော့မှတော်တော်လေးကိုကြာခဲ့ပါပြီအဲ့လိုနဲ့ရုတ်တရက်ပျောက်သွားတဲ့ emo ကလူဖီရဲ့နောက်ကနေဖြတ်ခနဲပြန်ပေါ်လာခဲ့ပြီးလူဖီကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့နာကီနာတာဓာတ်ကိုအစင်တင်ပြင်ထားလိုက်ပါတယ် emo ကအချိန်တစ်စက်ကလေးမှမစွဲပဲလူဖီကိုသူ့ရဲ့ဓာတ်နဲ့စောင့်ထိုးလိုက်တယ်ဆိုပေမဲ့အဲ့လောက်တော့ဘယ်လွယ်ပါမလဲမင်းဟာမင်းကဘာကြီးရဲ့အုပ်ချုပ်သူမကလို့ဘာကြီးပဲဖြစ်နေပါစေလူဖီကလည်းယောင်ကိုတယောက်ဖြစ်နေပြီလေအဲ့အကွက်လောက်နဲ့ထိုးလို့ရကြီးဆိုရင်ဒီအခြေအနေကိုဘယ်ရောက်လာပါမလဲလူဖီအနေနဲ့ emo နီးတူငကိုရှိတဲ့နေရာကနေချက်ချင်းပျောက်သွားတာကြောင့် emo ရဲ့ထိုးချက်ကဘာကိုမှထိမသွားခဲ့ပါဘူး emo ကတော့လူဖီပဲသွားလိုက်လဲဆိုတာကိုတတိထားမိသွားတာကြောင့်လူဖီသွားလိုက်တဲ့ဘက်အချမ်းကိုသူ့ရဲ့မျက်လုံးနဲ့လမ်းကြည့်လိုက်ပါတယ်လူဖီပဲရောက်သွားလဲဆိုတာကပြောအခက်တယ်ဆိုပေမဲ့ဒီဖန်နယ်ကိုဆွဲထားပေးတဲ့ပုံစံအရဆိုရင်တော့ emo ရဲ့အနောက်ကိုရောက်သွားတာဖြစ်ပါလိမ့်မယ်ဒီနှစ်ယောက်ရဲ့တိုက်ပွဲကတော့ဟုတ်နေပါပြီတယောက်တလဲကိုလုတ်ပြနေကြတော့တာပဲလူဖီတုံးပြတဲ့ကာတွန်းဆန်ဆန်အစွမ်းကို emo ကလည်းလိုက်တုံးပြနိုင်တယ်လို့ emo ရှောင်ပြတယ်လို့လူဖီကလည်းလိုက်ရှောင်ပြခဲ့ပါတယ်လူဖီက emo ရဲ့ level မှာမရှိသေးဘူးဆိုတာတန်တရာဝင်စရာမရှိဘူးဆိုပေမဲ့သူလည်း emo လုတ်ပြတာတွေကိုလိုက်လုံနိုင်ကြောင်းကောင်းကောင်းကြီးပြထားနိုင်ပါတယ်အဲ့လိုနဲ့ emo ရဲ့အနောက်ကိုရောက်သွားတဲ့လူဖီဟာသူ့ရဲ့လက်တီးနဲ့ emo ကိုအဆက်မပြတ်လမ်းထိုးလိုက်ပါတော့တယ်လူဖီကသူ့ရဲ့ပါဇက်ကနေဘာမှမအော်လိုက်ပေမဲ့ဒါကကတလင်ကိုင်းလိုပုံစံမျိုးဖြစ်နေမယ်လို့ယူဆလို့ရတယ် emo ကဒီတစ်ချိန်တော့အရင်တစ်ခါလို့မရှောင်တော့ပါဘူးလူဖီဘာလို့မလဲဆိုတာကိုတတိထားမိသွားတာကြောင့်သူ့ရဲ့ဓာတ်ကိုပန့်ကားလို့လဲလိုက်ပြီးလူဖီရဲ့တိုက်ခိုက်ချက်တွေအကုန်လုံးကိုကာပြလိုက်ပါတယ် emo အနေနဲ့လိုကီရဲ့မိုးကြိုးတွေကိုတောင်မှဒီလိုပုံစံနဲ့ကာနိုင်ခဲ့တာဆိုတော့လူဖီရဲ့လက်တီးဆိုရင်ပြောနေစရာတော့မလိုပါဘူးလူဖီကတော့အဆက်မပြတ်ထိုးနေတာတော့မှ emo ကိုတစ်စက်ကလေးမှမထိတာကြောင့်ဟာဒီကောင်ကိုစောစောကတော့မှထိုးနိုင်ခဲ့တာကိုကွာလူပြောလိုက်ပါတယ်လူဖီ emo ကိုထိုးလိုက်တဲ့ chapter ကတည်းကနေကျွန်တော်ပြောခဲ့ပါသေးတယ်အဲ့တော့ကလူဖီရဲ့လက်တီး emo ကိုထိသွားတယ်ဆိုတာ emo ကမရှောင်နိုင်လို့ဆိုတာထက်သူ့ရဲ့စိတ်ကလိုကီစီကိုရောက်နေလို့ပါအဲ့မတိုင်ခင်တော့က emo ကလိုကီကို voice century အကြောင်းပြပြနေတာဟုတ်တယ်မလား emo ကလိုကီတိုက်ခိုက်တာကိုပြန်ခုခံတိုက်ခိုက်ဖို့အတွက်ပဲတွေးနေတဲ့အချိန်လူဖီကရုတ်တရက်ရောက်လာခဲ့တာဆိုတော့အငိုင်းမိသွားတာပေါ့အခုတော့ emo ကလူဖီကိုပဲအာယုံစိုက်ထားတာကြောင့်လူဖီရဲ့တိုက်ခိုက်ချက်တွေအကုန်လုံးကိုရှောင်ရင်ရှောင်မရှောင်ရင်ကနိုင်သွားပါပြီလူဖီအနေနဲ့ emo ကိုနောက်တစ်ချိန်ပြန်ထိုးနိုင်ဖို့အတွက်တော်တော်လေးကိုမလွယ်တော့ပါဘူးလူဖီရဲ့လက်တီးတွေကိုကနိုင်ပြီးတဲ့နောက်မှာ emo ကသူ့ရဲ့ညာဘက်လက်ဖွာကနေအိုမန်မီတောက်တစ်ခုကိုဖန်တီးလိုက်ပြီးအဲ့မီတောက်ထဲကနေပောက်ကွဲစေတဲ့မီးစာလေးတွေကိုအဆက်မပြတ်ထုတ်လွှတ်လိုက်ပါတယ်ဒီမှာ emo လုပ်လိုက်တဲ့ပုံစံကစက်တနက်နဲ့ပြည့်နေတာနဲ့တောင်မှတွားတူ
နေပါသေးတယ်မယုံရင်ဒီအပေါ်ကဆောင်းအဖက်ကိုပဲကြည့်လိုက်ပါအိုဒါကတွန်း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 ဆိုတဲ့အတန်တွေတုံးထားပေးတာကိုတွေ့ရပါတယ်အီမူကအိုမန်မီတောက်တွေကိုလူဖီရှိရာဘက်ချိန်ပြီးပြစ်လိုက်တယ်ဆိုပေမဲ့လူဖီကအချိန်မီရှောင်နိုင်လိုက်တာကြောင့်မီတောက်လေးတွေဟာအနောက်ကတစ်တော်ဘက်ကိုရောက်သွားပြီးပောက်ကွဲမှုတွေစက်တိုက်ဖြစ်သွားတယ်ဆိုပါတော့ဒီဖန်နယ်ထဲကအီမူရဲ့အိုမန်ဆောက်ဝိုင်းကိုကြည့်လိုက်မယ်ဆိုရင်ဆောက်ဝိုင်းပေါ်မှာမျက်လုံးတွေကအလုံး20လောက်ရှိနေတာကိုတွေ့ရမှာဖြစ်တယ်အီမူကိုစတွေ့ရတဲ့ chapter တုန်းကတော့ဒီဆောက်ဝိုင်းပေါ်မှာမျက်လုံးက73ခုလောက်ရှိနိုင်တယ်ဆိုပြီး theory တွေထုတ်ခဲ့ကြရတယ်ဆိုပေမဲ့တကယ်တမ်းမှာကြတော့မျက်လုံးတွေရဲ့အရေးအတွက်ကအတိအကျတော့မှမရှိပါဘူးတခါတလေကျရင်15တခါတလေကျရင်18အခုဆိုရင်လည်း20လောက်ရှိနေပါပြီအဲ့တော့အိုမန်ဆောက်ဝိုင်းပေါ်ကမျက်လုံးဘယ်နှခုရှိလဲဆိုတာဇလန်အတွက်အရေးကြီးလာမယ်လို့ကျွန်တော်ကတော့မထင်တော့ဘူးအီမူရဲ့တိုက်ခိုက်ချက်တွေကိုရှောင်နိုင်လိုက်တဲ့လူဖီကတော့အခုဆိုရင်အောက်ကတစ်တော်ထဲကိုရောက်နေပြီဖြစ်ပြီးအီမူရဲ့ပောက်ကွဲမှုတွေစီကနေအသေးအတန်ပြေးနေရတာကိုတွေ့ရမှာပါကာတွန်းဇက်ကားထဲကဇက်ကောင်တစ်ခုအရင်မြအောင်ပြေးလိုက်ပြီဆိုရင်တခါတလေသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကဘိန်းလုံးပုံစံဖြစ်သွားလိမ့်ရှိတယ်ဆိုတာကိုတော့သိကြတယ်မဟုတ်လားလူဖီကလည်းအဲ့လိုပုံစံဖြစ်သွားတာပါဖန်ဖက်အနေနဲ့ကတော့ကာတွန်းဇက်ကောင်နေရဲ့ခြေထောက်အောက်ပိုင်းအခုလိုဖြစ်သွားတာကို Wheel of Feet လို့ခေါ်ပါတယ် Looney Tunes လိုကာတွန်းကားတွေနဲ့ Sonic the Hedgehog လိုဂိမ်းတွေကြောင့်ဒီပြေးတဲ့ပုံစံကတော်တော်လေးကိုနာမည်ကြီးသွားခဲ့တာပါကျွန်တော်အမြင်အရသာကကာတွန်းနယ်ပယ်မှာတော့ iconic အဖြစ်ဆုံးပြေးပုံပြေးနီးပါပဲလူဖီကအသေးအတန်ပြေးသွားတယ်ဆိုတာသိတာအောင်သူပြေးလာတဲ့လမ်းကြောင်းမှာမီးတောက်တွေကိုထည့်ဆွဲပေးထားပါသေးတယ်လူဖီကအီမူရဲ့တိုက်ခိုက်ချက်ကိုကတ်တိုလေးရှောင်နိုင်လိုက်တာကြောင့်ပြေးလွှားရင်းနဲ့တော်သေးတာပေါ့ကွာကြီးတော့မလို့ဆိုပြီးပြောလိုက်တာကိုတွေ့ရမှာပါအဲ့လိုနဲ့အီမူကသူ့ရဲ့လက်ကနေအိုမန်မီးတောက်တစ်ခုကိုပြန်ဖန်တီးလိုက်ပြီးအဲ့မီးတောက်ထဲကနေနှဆိုးအလုံးတွေကိုနောက်တစ်ခါပြန်ထုတ်လွှတ်လိုက်ပါတယ်အီမူကဒီအကွက်ကိုပဲတုံးနေတယ်လို့ထင်နိုင်ပေမဲ့တကယ်တမ်းမှာကျတော့မဟုတ်ပါဘူးသူ့လက်ထဲကနေအိုမန်မီးတောက်လေးတစ်ခုဖန်တီးလိုက်တာချင်းတူတယ်ဆိုပေမဲ့မတူတာကကျတော့အဲ့မီးတောက်ထဲကနေထွက်လာတဲ့အရာတွေပါစောစောတုန်းကကျတော့အီမူကသူ့ရဲ့လက်ထဲကနေတာမန်မီးတောက်လေးတွေကိုပဲထုတ်လိုက်တာဖြစ်တယ်အဲ့မီးတောက်တွေစီမှာကိုပိုင်အသီးစိမ်းမရှိပါဘူးဒီတစ်ချိန်ကျတော့အီမူကကိုပိုင်အသီးစိမ်းရှိတဲ့နှဆိုးအလုံးလေးတွေကိုထုတ်ပြီးလူဖီရှိရာဘက်ကိုလွတ်လိုက်တာဖြစ်တယ်တာမန်မီးတောက်နဲ့နှဆိုးအလုံးတွေကဘာကွာလဲဆိုရင်တော့တာမန်မီးတောက်တွေကတတ်မဲ့တွေဖြစ်ပြီးနှဆိုးအလုံးတွေစီမှာကကျတော့စဉ်းစားတွေးတောနိုင်စွမ်းရှိကြပါတယ်စဉ်းစားတွေးတောနိုင်စွမ်းရှိနေခြင်းရဲ့အားသာချက်ကတော့ဒီနှဆိုးအလုံးလေးတွေဟာသူတို့ရဲ့ပြစ်မှတ်ရန်သူနောက်ကိုတကောက်ကောက်လိုက်နိုင်စွမ်းရှိကြတာပါပဲအဲ့ဒါကြောင့်လည်းဒီမှာဆိုရင်နှဆိုးအလုံးတွေကအီမူရဲ့လက်ကနေထွက်လာပြီးလူဖီရှိရာစီကိုတန်းနေအောင်တွားလိုက်ကြတာကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်အထင်ကတော့အီမူကသူ့ရဲ့တာမန်မီးတောက်နဲ့တိုက်ခိုက်မယ်ဆိုရင်လူဖီကိုထိမှာမဟုတ်ဘူးဆိုတာကိုတီးသွားတာကြောင့်ပြစ်မှတ်နောက်တကောက်ကောက်လိုက်တဲ့နှဆိုးအလုံးတွေကိုထုတ်လိုက်တာဖြစ်ပါလိမ့်မယ်နေကဘာတစ်တော်ထဲမှာအတဲအတန်ပြေးနေတဲ့လူဖီကသူ့ရဲ့နောက်ကိုနှဆိုးအလုံးတွေအများကြီးလိုက်လာတဲ့ဆိုတာကိုတွေ့သွားချိန်မှာတော့မျက်လုံးတွေအပြင်ထွက်လာတဲ့အထီလန့်သွားပြီးပါဇက်ကနေလဲဟာအဲ့ကောင်တွေကငါးနောက်ကိုလိုက်နေတာပဲအဲ့ဒါဘုံနေလားလို့ပြောလိုက်ပါတယ်လူဖီကလည်းအေယာမပောက်ကွဲမှုကြီးတွေဖြစ်စေနိုင်တဲ့နှဆိုးအလုံးတွေကသူ့နောက်ကိုတကောက်ကောက်လိုက်နေတာကြောင့်သူ့အနေနဲ့ဒီတိုင်းဆက်သွားနေမယ်ဆိုရင်အခြေအနေမဟန်ဘူးဆိုတာကိုတည်နေပါပြီတကယ်လည်းဒီတိုင်းဆက်ပြေးနေမယ်ဆိုရင်တစ်ချိန်ချိန်ကြရင်တော့နှဆိုးအလုံးတွေကလူဖီကိုလိုက်မိသွားမှာပါလူဖီအနေနဲ့တသက်လုံးတော့ပြေးနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်လည်းလူဖီကပြေးနေရာကနေချက်ချင်းရက်လိုက်ပြီးနှဆိုးအလုံးတွေရှိတဲ့ဘက်ကိုမျက်နှာမူလိုက်ပါတယ်အဲ့နောက်မှာတော့သူ့ရဲ့လက်ကိုအနောက်ပြစ်လိုက်ပြီးကွန်မူနိုဂျက်ကက်တလင်းနဲ့နှဆိုးအလုံးတွေအကုန်လုံးကိုအဆက်မပြတ်ထိုးပေးလိုက်ပါတော့တယ်နှဆိုးအလုံးတွေကတော့လူဖီအခုလိုမျိုးပြန်လဲထိုးမယ်ဆိုတာကိုမထင်ထားတာကြောင့်လန့်သွားကြတာကိုတွေ့ရမှာပါနှဆိုးအလုံးတွေကလူဖီရဲ့လက်တီနဲ့ထိသွားတဲ့အချိန်မှာတော့ထုံးစံအတိုင်းပောက်ကွဲမှုကြီးတွေဖြစ်သွားတယ်ဆိုပါတော့ဗျာပောက်ကွဲမှုဖြစ်သွားတဲ့နေရာကနေနှဆိုးအကောင်လေးတွေရဲ့အော်ဒန်နေတောင်မှထွက်လာပါသေးတယ်ပောက်ကွဲမှုဖြစ်သွားတဲ့နေရာကလူဖီနဲ့နည်းနည်းလေးဝေးနေတဲ့အပြင်နှဆိုးအလုံးတွေအကုန်လုံးကိုကက်တလင်ကန်နဲ့ထိုးနိုင်လိုက်တာကြောင့်လူဖီအနေနဲ့ပောက်ကွဲမှုတံကိုတစ်စက်ကလေးမှမခံလိုက်ရပါဘူးလူဖီရဲ့လက်ကပောက်ကွဲမှုတံကိုခံရနိုင်ချေရှိတယ်လို့ထင်နိုင်ပေမဲ့မေ့ထားလို့မရတာကဂျက်ကက်တလင်တုံးလိုက်တဲ့အချိန်မှာလူဖီရဲ့လက်ကမတရားမြန်သွားပါတယ်အဲ့တော့လူဖီအနေနဲ့နှဆိုးအလုံးတွေကိုထိုးပြီးသွားတဲ့နောက်မှာသူ့ရဲ့လက်ကိုချက်ချင်းပဲပြန်သိမ်းလိုက်လို့ရပါတယ်ဒါနဲ့တခုတတိထားမိကြလားကိုမူနိုဂျက်ကက်တလင်ဆိုတာကတကယ်တမ်းမှာဂီယာစက္ကန့်ရဲ့ technique တစ်ခုပါအဲ့တော့တနည်းအားဖြင့်ဆိုရင်လူဖီအနေနဲ့ဂီယာ5ပြောင်းထားတဲ့အချိန်မှာတော့မှဂီယာစက္ကန့် technique ကိုတုံးနိုင်နေတာဖြစ်တယ်ဒါအရင်ကြီးထူးဆန်းတာတော့မဟုတ်ပါဘူးအရင်ကလည်းလူဖီကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဂီယာ4အဖြစ်မပြောင်းပဲဂီယာ4 technique တွေကိုတုံးပြဖူးပါတယ်ဒီတိုင်းတိထားတဲ့အချက်မလို့ပြပြတာပါအဲ့တော့လူဖီကသူ့ရဲ့ performer ပဲဖြစ်နေပါစေဂီယာစက္ကန့်တိုက်နဲ့ forte ရဲ့ technique တွေကိုအလွယ်တကူတုံးနိုင်တဲ့ပုံစံမျိုးဖြစ်နေပါပြီပြောရရင် jet pistol တုံးဖို့အတွက်ဂီယာစက္ကန့်ကိုအရင်ပြောင်းရတယ်ဂီကန်တို rifle ကိုတုံးဖို့အတွက်ဂီယာတက်ကိုအရင်ပြောင်းရတယ်ဆိုတာမျိုးမရှိတော့ပါဘူးဒါပေမဲ့ချွေရင်ချက်အနေနဲ့ကတော့ဂီယာ5 technique ကိုတုံးဖို့အတွက်ဆိုရင်နီကာအဖြစ်မဖြစ်မနေပြောင်းရအောင်ပါပါဆက်သွားရမယ်ဆိုရင်လူဖီကနှဆိုးအလုံးနေနဲ့တိုင်ပတ်နေတဲ့အချိန်အီမူကတော့အထက်စီကနေလူဖီကိုငုံကြည့်နေပါတယ်အဲ့အချိန်မှာပဲလူဖီကကိုမူနိုမာဂျင်လို့អော်လိုက်ပြီးသူဟာသူမိခွက်ဆောင်တဲ့အဖြစ်ပြောင်းလိုက်ပါတော့တယ်လူဖီရဲ့အရွယ်အစားကအကြီးကြီးဖြစ်သွားတာကြောင့်အီမူတော်မှသူနဲ့ရှင်လိုက်မယ်ဆိုရင်တော်တော်လေးတေးသွားတာကိုတွေ့ရမှာပါအီမူဆိုတာကတာမန်လူတွေထက်အစပေါင်းများစွာပိုကြီးတဲ့လူနော်အဲ့လိုလူထက်တောင်မှအစပေါင်းများစွာပိုပြီးကြီးသွားတာဆိုတော့လူဖီအနေနဲ့အနည်းဆုံးဂျိုင်းယန်တယောက်ရဲ့အရွယ်အစားလောက်ဖြစ်သွားပါလိမ့်မယ်တာမန်ဂျိုင်းယန်တွေထက်တောင်မှပိုကြီးနေနိုင်ချေရှိတယ်မာဂျင်ဆိုတာကဂျပန်စကားလုံးတစ်ခုဖြစ်ပြီးမြန်မာလိုဆိုရင်တော့မော်စီယာလို့ဘာသာ
ပြန်လို့ရပါလိမ့်မယ်။ order က margin ကိုပေါင်းတဲ့နေရာမှာဒီခံချင်တစ်ခုကိုတုံးထားပေးတာဖြစ်ပြီးရှေ့ကမာရဲ့အတိတ်ပဲကမော်ပညာဖြစ်ပြီးနောက်ကဂျင်ဆိုတာကတော့လူပါအဲ့နှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်မော်ပညာကိုတုံးတက်တဲ့လူတနည်းအားဖြင့်မော်စီယာပေါ့ဂျပန်တွေကမော်စီယာအပြင်နတ်ဆိုးတွေဆော်ဆရာတွေဂျီနီတွေနဲ့မော်ပညာတုံးတက်တဲ့အကောင်တွေအကုန်လုံးကို margin လို့ခေါ်ကြတာဖြစ်တယ်တခါတလေကြရင်အောက်လန်းပညာကိုတုံးတက်တဲ့လူတွေကိုလည်း margin လို့ခေါ်ပါသေးတယ် Dragon Ball ကြည့်ဖူးတဲ့လူတွေဆိုရင် margin ဘူးဆိုတဲ့ဇာတ်ကောင်ကိုတိကျပါလိမ့်မယ်အဲ့ margin ဘူးထဲက margin ဆိုတာကလည်းဒီ margin နဲ့အတူတူပါပဲဒီအချက်တွေကြောင့်လဲ order ကလူဖီပြောင်းလိုက်တဲ့ပုံစံကို margin လို့နာမည်ပေးထားတာဖြစ်တယ်ဂျပန်လူမျိုးတွေအတွက်ကတော့ margin ဆိုပေမဲ့ကျန်တဲ့လူတွေကတော့လူဖီရဲ့ဒီပုံစံကိုတွေ့ချင်းအာလာဒင်ထဲကဂျီနီကိုပဲပြင်းမြင်ကြမှာတေးချတယ်ကျွန်တော်တို့မြန်မာတွေရဲ့အခေါ်အရဆိုရင်တော့မိခွက်ဆောင်တဲ့ပေါ့ဗျာအဲ့ဒါကြောင့်လဲ official translation မှာလူဖီတုံးလိုက်တဲ့ technique ကိုဂိုမူနိုဂျီနီလို့နာမည်ပေးထားတာပါအာလာဒင်ကြည့်ဖူးတဲ့လူတွေကတော့ဂျီနီကဘာလဲဆိုတာကိုကောင်းကောင်းကြီးသိထားပြီးသားဖြစ်နေမှာပါစကားတစ်ခုလုံးကိုမကြည့်ဖူးရင်တော့မှဂျီနီနဲ့ပတ်သက်တာတွေကိုတော့ line ပေါ်မှာတွေ့ဖူးကြမှာတေးချတယ်မိခွက်ဆောင်တဲ့ဟာအာလာဒင်ဇက်ကားကြောင့်နာမည်ကြီးသွားခဲ့တယ်ဆိုပေမဲ့သူကတကယ့်တန်တာကြီးထဲမှာရှိတဲ့နတ်ဖျားတာပါတာမန်ဇက်ကောင်တစ်ခုပဲတော့မဟုတ်ပါဘူးတန်တာကြီးနဲ့ဇက်ကားတွေအရဆိုရင်တော့မိခွက်ဆောင်တဲ့တွေဟာမိခွက်ကိုရှာတွေ့တဲ့လူရဲ့စံသား၃ခုကိုဖြည့်ဆည်းပေးရတာဖြစ်တယ်မိခွက်ဆောင်တဲ့ရဲ့ဇက်လန်းကိုမသိတဲ့လူတွေကတော့မရှိတော့တဲ့အတွက်အသေးစိတ်ကြီးတော့ရှင်းပြမနေတော့ဘူးဒီလောက်တိထားရင်အဆင်ပြေပါပြီလူဖီပြောင်းလိုက်တဲ့ဂျီနီဖော်မ်ကအာလာဒင်ဇက်ကားထဲကဂျီနီနဲ့ချွတ်စွနီပါတူတယ်လို့တောင်ပြောလို့ရနေပါတယ်ဒီသေးတေးမွားလေးတွေလောက်ပဲမတူတာပါခန္ဓာကိုယ်အောက်ပိုင်းကအငွေ့ဖြစ်နေတာခါမှာအပတ်တစ်ခုပတ်ထားတာလက်မှာရွှေလက်ကောက်အကြီးကြီးဝတ်ထားတာခေါင်းပေါင်းထားတာမုတ်စိတ်မွေးပါတာစပင်ကိုထိတ်မှစုပြီးချီထားတာဒါတွေအကုန်လုံးပါပဲခန္ဓာကိုယ်ပုံစံဆိုရင်လဲအာလာဒင်ထဲကဂျီနီနဲ့ချွတ်စွကိုတူပါတယ်အိုဒါအနေနဲ့လူဖီရဲ့ဒီဖော်မ်ကိုဖန်တီးတဲ့နေရာမှာအာလာဒင်ဇက်ကားထဲကဂျီနီကိုအခြေခံထားတယ်ဆိုတာအရင်သိတာတယ်ဒါလည်းမထူးဆန်းဘူးလေဂျီနီတို့ပြောလိုက်ရင်လူတိုင်းကအာလာဒင်ထဲကမိခွက်ဆောင်တဲ့ကိုပဲပြင်းမြင်ကြတာဟုတ်တယ်မလားမတူတာဆိုလို့လူဖီရဲ့နှာခေါင်းကညီနေတာပဲရှိလိမ့်မယ်ဘာလို့နှာခေါင်းတစ်ခုထဲကပဲညီနေလဲဆိုတာကိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဒီဖော်မှာလူဖီရဲ့မျက်နှာကငကိုမူရဲ့မျက်နှာနဲ့တော်တော်လေးမတူတော့တာကြောင့်တချို့တွေကမကြိုက်ဘူးလူဖီရဲ့ရုပ်ဖြစ်ရမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောကြတာကိုတွေးမိတယ်ကျွန်တော်အတွက်ကတော့ဘာမှစောတကားတက်စရာမရှိဘူးပြောရရင်လူဖီရဲ့ဂီယာဖော့ကရုပ်ဆိုရင်လဲငကိုမူရင်းရုံနဲ့တိတ်မှမတူတာဟုတ်တယ်မလားအခုလိုဖြစ်သွားတော့လဲအတိအဆန်းဖြစ်တာပေါ့လူဖီရဲ့ဒီဖော်နဲ့ပတ်သက်ရင်ကျွန်တော်အကြိုက်ဆုံးကတော့သူ့ရဲ့ခေါင်းပေါင်းထိတ်မှာအသားသုံးလေးတစ်ခုကိုကတ်ထားတာပါပဲကျွန်တော်လေ့လာမိတဲ့လောက်ဆိုရင်တော့အာရက်လူမျိုးတွေဟာသူတို့ရဲ့ခေါင်းပေါင်းရှိမှာတန်ဖိုးကြီးရတနာတွေတစိမ့်တွေအမတ်အသားတွေကိုတက်ဆင်ကြလေရှိပါတယ်အထူးသဖြင့်အတိတ်မှာတော့ကဆွေကြီးမျိုးကြီးတွေချမ်းသာတဲ့မိသားစုထဲကလူတွေဟာဒီဒလေးကိုကျင့်သုံးခဲ့ကြတာပါဒီနေ့ခေတ်မှာတော့ဒါကိုတိတ်ပြီးမတွေ့ရတော့ပါဘူးကြည်ရတာအိုဒါကအဲ့ဒလေးထုံတန်းကိုတည်နေပြီးလူဖီရဲ့ခေါင်းပေါင်းထိတ်မှာလည်းတန်ဖိုးကြီးတဲ့အရာတစ်ခုထည့်ပေးမယ်လို့စဉ်းစားခဲ့တဲ့ပုံစံပါပဲဒါပေမဲ့လူဖီအတွက်တန်ဖိုးကြီးတာကရွှေငွေရတနာတွေမဟုတ်ပဲအသားသုံးဖြစ်နေတာကြောင့်အိုဒါကအခုလိုလုပ်ပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါလိမ့်မယ်ဒါကအသားသုံးအစ်စ်ဖြစ်နေမလားဒါမှမဟုတ်အသားသုံးပုံစံရွှေသုံးကြီးတစ်ခုပဲဖြစ်နေမလားဆိုတာကိုတော့စောင့်ကြည့်ရပါလိမ့်မယ်ကျွန်တော်ကတော့လူဖီရဲ့ဒီပုံစံကိုတော်တော်လေးသဘောကျမိတာအမှန်ပဲဇက်လန်ထဲမှာကိုအကြိုက်ဆုံးဇက်ကောင်တစ်ခုကကိုသဘောကျတဲ့နတ်အဖြစ်ပြောင်းသွားတာဆိုတော့ဘာမကြိုက်စရာအကြောင်းရှိလဲပုံမှန်တွင်ပြင်အကြောင်းပြောပြီးပြီဆိုတော့လူတိုင်းစိတ်ဝင်စားမဲ့အကြောင်းအရာတစ်ခုကိုဆက်ပြောချင်တယ်ခုလောက်ဆိုရင်လူဖီရဲ့ဒီ form ကဂီယာအတက်လားဒါမှမဟုတ်ဂီယာ 5 ရဲ့ form အတက်တစ်ခုလားဆိုပြီးတော်တော်များများကမေးခွန်းထုတ်နေကြမှာတေးချတယ်ပထမဦးဆုံးပြောချင်တာကတော့ဒါကလူဖီရဲ့ဂီယာအတက်လုံးဝမဟုတ်ပါဘူးကျွန်တော်အနေနဲ့အာမခံရဲတယ်ဒါကဂီယာအတက်တစ်ခုတာဆိုရင်အိုဒါအနေနဲ့အခုလိုဖြစ်တယ်လို့ကြီးလှုပ်ထားပေးမှာမဟုတ်ဘူးလူဖီဂီယာအတက်တုံးတက်သွားတဲ့အခိုက်အတန့်တွေကိုအိုဒါကအမြဲတမ်းခန်းခန်းနာနာကြီးလှုပ်ပေးလေးရှိတယ်ဆိုတာကိုကျွန်တော်တို့အတိပဲလေဂီယာ form မှာဆိုရင်ဘောင်းမန်စနိတ်မန်တိုင်မန်ဆိုပြီး form 3ခုပြန်ရှိနေတာကြောင့်တချို့တွေကလည်းဒီဂျီနီကဂီယာ 5 ရဲ့ form တစ်ခုဖြစ်နေမလားဆိုပြီးပြောနေကြပြန်ပါတယ်အဲ့လိုတွေးခဲ့တဲ့လူတွေထဲမှာကျွန်တော်လည်းအပါအဝင်ပါပဲဒါပေမဲ့လည်းတိကျပြန်စဉ်းစားကြည့်လိုက်တော့ဒါကလည်းဖြစ်နိုင်ခြင်းမရှိပါဘူးဘာကြောင့်ဆိုလူဖီကဒီပုံစံမပြောင်းခင်ကိုမူနိုဂျီနီဆိုပြီးអော်ခဲလို့ပါပဲအဲ့လိုអော်လိုက်ခြင်းအဖြစ်လူဖီပြောင်းလိုက်တာကဂီယာ 5 ရဲ့ form အတစ်တစ်ခုမဟုတ်ပဲ technique တစ်ခုဖြစ်နေတယ်ဆိုတာအရင်ထိတာသွားပါတယ်မြင်သာအောင်ပြောရရင်လူဖီအနေနဲ့ statement form ကိုစသုံးခါစားတော့ကပါဇက်ကနေဂီယာ 4 statement ဆိုပြီးပြောခဲ့ပါတယ်ထိုက်မန်းနဲ့ဘောင်းမန်တုံးကဆိုရင်လည်းအဲ့လိုပုံစံပါပဲအကယ်၍ဒါကလူဖီရဲ့ဂီယာ 5 form အတစ်ဖြစ်နေမယ်ဆိုရင်လူဖီအနေနဲ့ဂျီနီပြောင်းလိုက်တဲ့အချိန်ဂီယာ 5 ဂျီနီဆိုပြီးပြောခဲ့ရမှာပါအခုကျတော့ကိုမူနိုဂျီနီဖြစ်နေပါတယ်ကျွန်တော်ကတော့ပြောရဲတယ်ဒါကဂီယာအတစ်လည်းမဟုတ်တယ်လို့ဂီယာ 5 ရဲ့ form အတစ်တစ်ခုလည်းမဟုတ်ပါဘူးလူဖီအခုလိုပြောင်းနိုင်တယ်ဆိုတာကထူတော့မထူးဆန်းပါဘူးဘာကြောင့်ဆိုရင်ဂီယာ 5 ကလူဖီရဲ့အလွတ်လက်ဆုံး form လို့ပြောထားတယ်လေဒီ form မှာဆိုရင်လူဖီကသူ့စိတ်ကူးထဲမှာရှိတာမှန်သမျှအကုန်လုံးကိုလုပ်လို့ရနေတာပါဂျီနီမှမဟုတ်ဘူးငကားလားတင်ရဲလားနတ်လားကျွဲလားနွားလားကြိုက်တဲ့ပုံစံသာပြောလိုက်လူဖီအနေနဲ့ပြောင်းနိုင်စွမ်းရှိပါတယ်သူကိုယ်တိုင်ပြောင်းချင်စေရှိဖို့တော့လိုတာပေါ့ဗျာအဲ့တော့ပြန်ချုပ်ရမယ်ဆိုရင်ဒါကဂီယာအတစ်မဟုတ်တယ်လို့ဂီယာ 5 ရဲ့ form အတစ်တစ်ခုလည်းမဟုတ်ပါဘူးလူဖီကဂီယာ 5 မှာလုတ်ချင်တာလုတ်ခွင့်ရှိနေတာကြောင့်သူပြောင်းချင်တဲ့ပုံစံကိုပြောင်းလိုက်တာပါပဲကျွန်တော်အထင်ကတော့လူဖီရဲ့ဒီ form ကိုမကြာခဏတွေ့ရမှာမဟုတ်ဘူးဒါနဲ့ဇက်လန်ထဲမှာမိခွက်ဆောင်တဲ့ကိုတွေ့ရတာကဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး
ဟိုကိတ်အိုင်လန်အမာရောငါဆိုရင်လည်းတခါတွေ့ခဲ့ရပြီးပါပြီအတီအကြဆိုရင်ခါတာကူရီရဲ့အမွာညီအကိုတွေထဲကတယောက်ဖြစ်သူရှာလော့တိုင်ဖူကူကလည်းမိခွက်ဆောင်နဲ့ဆိုင်နဲ့ဒီဗက်ဖရိုကိုစားထားတာဖြစ်တယ်တိုင်ဖူကူစားထားတဲ့ဒီဗက်ဖရိုနာမည်ကဟိုယာနိုမီဖြစ်ပြီးအဲ့အတီကြောင့်တိုင်ဖူကူဟာသူ့ရဲ့ခန္ဓာကိုယ်ကနေမိခွက်ဆောင်တဲ့တဘာကိုဆင့်ခေါ်နိုင်စွမ်းရှိသွားပါတယ်တနည်းအားဖြင့်ဆိုရင်တိုင်ဖူကူကမော်မိခွက်တစ်ခုလိုဖြစ်သွားတာပါတိုင်ဖူကူဆင့်ခေါ်လိုက်တဲ့ဂျီနီကမော်ပညာတုံးတဲ့ဂျီနီတော့မဟုတ်ပါဘူးအဲ့အစားသူကသူ့ရဲ့ကိုယ်ပိုင်လက်နက်တစ်ခုနဲ့ရန်သူကိုတိုက်ခိုက်တာဖြစ်ပြီးတော်တော်လေးတာမာတယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်ဒီကောင်ကတင်မောတွေအများကြီးကိုတစ်ချက်သေးနဲ့ခုတ်ဖြတ်နိုင်တဲ့အပြင်စန်ချီနဲ့တောင်အချိန်တစ်ခုထိရှင်းချနိုင်စွမ်းရှိခဲ့ပါတယ်ရှင်းကြည့်လိုက်မယ်ဆိုရင်လူဖီရဲ့ဂျီနီဖော်မ်နဲ့ဒိုင်ဖူကူရဲ့ဂျီနီတို့တွေကပုံစံချင်းခက်ဆင်ဆင်ပါပဲဇပင်မုတ်စိတ်မွေးခေါင်းပေါင်းလက်ကောက်ဝတ်ကပတ်စရတဲ့အကုန်လုံးကတွားဆင်နေတာပါခန္ဓာကိုယ်ပုံစံချင်းကတော့စက်ကျင်ပတ်ပေါ့ဒိုင်ဖူကူရဲ့ဂျီနီကဘော်ဒီဘီလ်ဒါတယောက်လိုဖြစ်နေတယ်ဆိုပေမဲ့လူဖီရဲ့ဂျီနီကကြတော့အာလာတင်ထဲကအတိုင်းဖြစ်နေပါတယ်လူဖီရဲ့ပုံစံကပဲဂျီနီနဲ့တူတာမဟုတ်ဘူးနော်သူ့ရဲ့စကားပြောတဲ့ပုံစံကလည်းဂျီနီတယောက်လိုဖြစ်သွားတာပါဒီမှာဆိုရင်ဟိုဆိုပြီးဂျီနေတာကိုတွေ့ရမှာပါလူဖီအနေနဲ့မော်စီယာအဖြစ်ပြောင်းသွားတယ်ဆိုပေမဲ့ဒီ chapter မှာတော့ဘာမော်အစွမ်းကိုမှတုံးပြသွားခြင်းမရှိပါဘူးနောက်ပိုင်းကျရင်တော့တုံးပြကောင်းတုံးပြနိုင်ပါတယ်အခုတော့သူ့ရဲ့ခန္ဓာကိုယ်အရွယ်အစားပူကြီးသွားတာကလွဲရင်တခြားထူးထူးဆန်းဆန်းဘာမှပြောင်းလဲသွားခြင်းမရှိဘူးလို့ပြောလို့ရပါတယ်စောင့်ကြည့်ရမှာပေါ့ဒါကတော့လူဖီရဲ့ဂျီနီဖော်မ်နဲ့ပတ်သက်လို့ပြောစရာအကုန်ပါပဲပြည့်စုံသွားပြီလို့တော့ထင်ပါတယ်အဲ့တော့ဇလန်စီကိုဆက်သွားလိုက်ရအောင်လူဖီရဲ့ဂျီနီအဖြစ်ပြောင်းလိုက်တဲ့အချိန်တစ်ဖက်ကအီမူကတော့လူဖီကိုအပေါ်စီးကနေကြည့်လို့နေပါတယ်ဘာမှတော့ဝင်မလုပ်သေးပါဘူးဒီကောင်ဘာတွေလုပ်နေတာလဲဟာဆိုပြီးတွေးကောင်းတွေးနေမှာပေါ့ဗျာအဲ့လိုနဲ့လူဖီကအော်ဒါနဲ့ငါမင်းနဲ့လိုကီရဲ့တိုက်ပွဲကိုတွေ့လိုက်တယ်သူတေသွားတာအလကားမဖြစ်စေရဘူးဆိုပြီးကြုံရလိုက်ပါတော့တယ်လူဖီကလိုကီကိုတေသွားပြီလို့ထင်နေတာပါဖြစ်ချင်တော့အီမူနဲ့လူဖီတို့ရှိနေတဲ့နေရာကတစ်ကင်အမတ်ရှင်နဲ့ဘာမှတိတ်မဝေးပါဘူးအရင်နီးတာလည်းမဟုတ်ပေမဲ့လို့လူဖီနဲ့အီမူတို့စကားပြောနေတာကိုတစ်ကင်အမတ်ရှင်ပေါ်မှာရှိတဲ့လူတွေကလမ်းကျနေရတဲ့အကွာအဝေးမှာတော့ရှိနေပါတယ်လူဖီကလိုကီကိုတေသွားပြီလို့ထင်ပြီးလိုကီတေတာအလကားမဖြစ်စေရဘူးလို့ပြောနေတာကြောင့်ဒါအောင်ကြားသွားတဲ့လိုကီကလည်းစောက်ယူငါမတေသေးဘူးကွလို့လမ်းអော်လိုက်ပါတော့တယ်လိုကီအနေနဲ့ခုချိန်ထိတတိမလစ်သွားသေးဘူးဆိုပေမဲ့အခြေအနေကတော့တိတ်မဟန်တော့ပါဘူးအတက်ကိုပြင်းပြင်းရှူနေရတဲ့အပြင်စကားပြောလိုက်ရင်လည်းပါဇက်ကနေတွေးတွေထွက်လာတာကိုတွေ့ရပါတယ်လိုကီကသူမတေသေးဘူးဆိုပြီးအော်ပြောလိုက်တဲ့အချိန်ကြာမှလူဖီအနေနဲ့လိုကီအသက်ရှင်နေသေးတယ်ဆိုတာကိုသိသွားပြီးအော်ဟေးလိုကီမင်းအသက်ရှင်နေသေးတယ်နော်လို့လမ်းអော်ပြောလိုက်ပါတော့တယ်ဒီဖက်နယ်မှာဆိုရင်လူဖီရဲ့ရွယ်အစားကဘယ်လောက်တောင်ကြီးသွားလဲဆိုတာပိုပြီးတော့တောင်တည်တာသွားသေးတယ်တာမန်လူတွေထက်အစပေါင်းများစွာပိုကြီးတဲ့အီမူထက်တောင်မှလူဖီက3-4 စားလောက်ပိုကြီးနေတာပါလိုကီအသက်ရှင်နေသေးတယ်ဆိုတာကိုတတိထားမိသွားတာကလူဖီတယောက်တည်းတော့မဟုတ်ပါဘူးအီမူကလည်းလိုကီမတေသေးဘူးဆိုတာကိုတိတိချင်းသူ့လက်ထဲကနေပောက်ကွဲစေနိုင်တဲ့နှက်စောအလုံးတွေကိုထုတ်လိုက်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်တော့လူဖီကိုတက်ခတ်ခိုင်းတာမဟုတ်ပဲအီမူကလိုကီရှိရာဘက်ကိုချိန်ပြီးနှက်စောအလုံးတွေကိုလွတ်လိုက်တာပါအဲ့အချိန်ရက်ဂနီယာကလိုကီရဲ့ရင်ဘတ်ပေါ်မှာရှိနေပြီးတွေးတွေဆက်မထွက်အောင်ရင်ဘတ်ကတန်ယာကိုသူ့ရဲ့လက်နဲ့ပိတ်ဖို့အတွက်ကြိုးစားလို့နေပါတယ်ဒါပေမဲ့တန်ယာကအရန်ကြီးနေပြီးရက်ဂနီယာရဲ့လက်ကတိတ်တိတ်လေးဖြစ်နေတဲ့အတွက်ဘာမှတော့မထူပါဘူးလိုကီရဲ့ရင်ဘတ်ကနေတွေးတွေကအဆက်မပြတ်ထွက်နေတော့ပါပဲအရင် chapter မှာတော့လိုကီရဲ့တန်ယာကိုရက်ဂနီယာကတခုခုလုပ်ပေးလိုက်မယ်လို့ထင်ထားခဲ့ပေမဲ့တကယ်တမ်းမှာကြတော့ဘာမှကိုမလုပ်နိုင်ခဲ့တာပါအီမူထုတ်လွှတ်လိုက်တဲ့နှက်ဆိုးအလုံးတွေကသူ့နာရောက်လာပြီဆိုတာကိုတတိထားမိသွားတဲ့လိုကီကလည်းငါလက်ခွေးထေးစမ်းတွားတော့ရက်ဂနီယာလို့အော်လိုက်ပါတယ်ပြောရရင်လိုကီကသူ့ကိုချန်ခဲ့ပြီးဘေးကင်းတဲ့နေရာကိုတွားပါလို့ရက်ဂနီယာကိုပြောလိုက်တာပါဒါပေမဲ့ရက်ဂနီယာကတော့ဘယ်မှမတွားပါဘူးသူ့ရဲ့လက်ကိုကားထားလိုက်ပြီးလိုကီကိုအသက်နိုင်ဆုံးကာကွယ်ပေးဖို့ပြင်ဆင်လိုက်ပါတယ်ဒီနေရာမှာတခုမေးစရာရှိတာကရက်ဂနီယာအနေနဲ့သူ့ရဲ့ရေခဲအစွမ်းနဲ့အီမူရဲ့နှက်ဆိုးအလုံးတွေကိုရစ်တန့်သွားအောင်လုပ်လို့မရဘူးလားရက်ဂနီယာရဲ့ရေခဲတုံးတွေကိုရက်ဂနီယာကလွှဲရင်ဘယ်သူမှအရေးပြောအောင်လုပ်လို့မရဘူးလို့ပြောထားတာဆိုတော့ရက်ဂနီယာကသူ့ရဲ့အစွမ်းနဲ့ရေခဲအကာကြီးတစ်ခုကိုဖန်တီးလိုက်မယ်ဆိုရင်နှက်ဆိုးအလုံးတွေကသူတို့စီရောက်လာစရာအကြောင်းတစ်စက်ကလေးမှမရှိတာပါသူ့မှာလိုကီကိုတကယ်ကာကွယ်နိုင်တဲ့အစွမ်းရှိနေပါရဲ့နဲ့အစွမ်းကိုမတုံပဲမျက်လုံးကိုပိတ်ပြီးလက်ကိုကားထားတယ်ဆိုတာကတော့တကယ်ကိုမဖြစ်တင်တာပါဒါကတော့ plot hole လို့ပြောရမှာပဲရက်ဂနီယာကလိုကီကိုသူ့အသက်နဲ့ယဉ်ပြီးကာကွယ်ပေးချင်တယ်ဆိုတာကတော့ကောင်းပါတယ်ဒါပေမဲ့တကယ်ကာကွယ်ခြင်းရင်တကယ်ကာကွယ်လို့ရတဲ့နည်းကိုသုံးပါပေါ့ဟုတ်တယ်မလားသူအခုလိုလုပ်နေတော့ဘာထူးမှလဲဒါကတော့တိတ်ပြီးမှအတိတ်ပဲမရှိဘူးဆိုတာကိုပြပြတာပါဆက်သွားရမယ်ဆိုရင်အီမူရဲ့နှက်ဆိုးအလုံးတွေကလိုကီနဲ့ရက်ဂနီယာတို့ရှိတဲ့နေရာစီကိုတန်တမတ်မတ်လာနေပြီဖြစ်ပြီးဒီတိုင်းဆိုရင်ငကိုကတဲကနေအခြေအနေမဟန်နဲ့လိုကီတဲ့ရောက်ပောက်ကွဲမှုတန်ကိုပါနောက်တစ်ခါပြန်ခံစားရမှာဖြစ်တယ်ဒါပေမဲ့ကံကောင်းချင်တော့အဲ့အချင်းချင်းဘေကလိုကီရဲ့ခန္ဓာကိုယ်ပေါ်ရောက်လာခဲ့ပြီး Arabus Thai Punch ဆိုတဲ့ technique နဲ့နှက်ဆိုးအလုံးတွေအကုန်လုံးကိုဝင်သားပေးလိုက်ပါတော့တယ်အဲ့ဒါကြောင့်နှက်ဆိုးအလုံးတွေကလိုကီစီကိုမရောက်ခင်မှာတင်ပောက်ကွဲကုန်ကြတာကိုတွေ့ရမှာပါ Arabus Thai Punch ဆိုတာကတော့ဂျင်ဘေရဲ့ Fishman Karate ထဲက technique တစ်ခုဖြစ်ပြီးဂျင်ဘေရဲ့ဒီ technique ကိုတုံးလိုက်ပြီးဆိုရင်သူစီကနေ short wave အကျန်းစာကြီးတွေထွက်လာလေးရှိပါတယ်ဒီမှာဆိုရင်လည်းဂျင်ဘေထိုးလိုက်တဲ့နေရာကနေ short wave တွေထွက်လာတာကိုတွေ့ရမှာပါအဲ short wave တွေကြောင့်လည်းဂျင်ဘေကအီမူရဲ့နှက်ဆိုးအလုံးတွေအကုန်လုံးကိုတားနိုင်ခဲ့တာပါပိုကောင်းတာတစ်ခုကတော့ကျွန်တော်တို့သိကြတဲ့အတိုင်း Fishman Karate ဆိုတာရေကိုတုံးပြီးတိုက်ခိုက်ရတဲ့ကိုယ်ခံပညာတစ်ခုမဟုတ်လားပောက်ကွဲစီတဲ့တိုက်ခိုက်ချက်တွေကိုခုခံတဲ့နေရာမှာရေပါတဲ့တိုက်ခိုက်ချက်ကပိုပြီးထိရောက်မှုရှိတဲ့အတွက်ဂျင်ဘေရဲ့ Fishman Karate ကအီမူရဲ့နှက်ဆိုးအလုံးတွေကိုခုခံတဲ့နေရာမှာအရန်ကိုအသုံး
ဝင်ပါတယ်တော်သေးတာပေါ့ဂျင်ဘေရောက်လာလို့မဟုတ်ရင်လိုကီကတော့အခြေအနေမဟန်ဘူးဒီအဖြစ်ပြက်ကိုမလန့်မကန့်မှရှိနေတဲ့ဂျီနီလူဖီကတတိထားမိသွားပြီးဂျင်ဘေလို့အော်လိုက်တာကိုတွေ့ရပါတယ်ဂျင်ဘေကလည်းလူဖီငါတို့ကိုကာကွယ်ပေးရမှာလားလို့ပြောပြီးသူဘာဆက်လို့ရမလဲဆိုတာသူ့ကပတိန်ကိုမေးလိုက်ပါတယ်ကျွန်တော်ကတော့ဂျင်ဘေအခုလိုခွင့်တောင်းတာကိုတော်တော်လေးသဘောကျမိတယ်ကျွန်တော်တို့သိကြတဲ့အတိုင်း Straw Hat တွေဆိုတာကပင်လယ်ဓမြအဖွဲ့ဆိုတာထက်တငယ်ချင်းအုပ်စုဒါမှမဟုတ်မိသားစုတစ်ခုနဲ့ပိုတူပါတယ် Straw Hat တိုင်းကလူဖီကိုလေးစားကြရဲဆိုပေမဲ့အခုလိုမျိုးဘာလို့ပေးရမလဲဆိုပြီးမေးတယ်ဆိုတာကက်ရှာရှာပဲအကုန်လုံးကကိုလှုပ်ချင်တာကိုလှုပ်ကြတာများတယ် Straw Hat တိုင်းစီမှာလူဖီစီကိုကောင်းစေချင်တဲ့စိတ်တွေရှိတဲ့အတွက်ကိုယ်စိတ်နဲ့ကိုလှုပ်ချင်တာကိုလှုပ်တယ်ဆိုတာကမကောင်းတာတော့မဟုတ်ပါဘူးလူဖီကိုစောက်ကြည့်မဆိုင်ဘူးကွာဆိုပြီးနေကြတာမှမဟုတ်ပဲဒါပေမဲ့တခါတလေကြတော့လေလူဖီကိုကပတိန်တယောက်လိုဆက်ဆံတာမြင်ချင်တယ်ဗျာဟုတ်တယ်မလားဂျင်ဘေကအဖွဲထဲမှာအရင်ကျက်ဆုံးနဲ့အတွေ့အကြုံအများဆုံးလူလို့ပြောလို့ရတဲ့အပြင်တကယ်ပင်လေဓမြအဖွဲ့ကြီးကြီးတွေရဲလက်အောက်မှာလဲအချိန်အကြာကြီးအလုပ်လုပ်ခဲ့ဖူးပါတယ်အဲ့တော့သူ့အနေနဲ့အဖွဲ့ဝင်တယောက်ကသူ့ရဲ့ခေါင်းဆောင်ကိုဘယ်လိုဆက်ဆံရမယ်ဖွဲ့သားတယောက်စီမှာဘယ်လိုလုပ်ပိုင်ခွင့်တွေရှိလဲဆိုတာကိုကောင်းကောင်းရည်တည်ထားပါတယ်ဂျင်ဘေအနေနဲ့သူ့စိတ်နဲ့သူလှုပ်ချင်တာလုပ်မယ်ဆိုရင်လဲဘာဖြစ်တနာမှမရှိဘူးဆိုပေမဲ့လူဖီကိုလေးစားတဲ့အတွက်ဘာလို့ရမလဲဆိုတာကိုလမ်းမေးလိုက်တာပါဒါကအရင်ကြီးအရေးကြီးလားဆိုတော့မကြီးပါဘူးဒါပေမဲ့လဲလူဖီကပတိန်တယောက်လိုဆက်ဆံခံနေရတာကိုမြင်တော့ချိန်နှက်မိလို့ပါဂျင်ဘေအခုလိုမေးလိုက်တာကိုတွေ့တော့ရဟေဖာရီအဖွဲ့ဝင်နေရှက်စ်ကိုဆက်ဆံတဲ့ပုံစံကိုတော့မှပြည့်မြင်မိတာအမှန်ပဲရဟေတွေကလည်းသူတို့ရဲ့ကပတိန်ကိုယူတီတီနဲ့ဆက်ဆံကြတာကိုဂျင်ဘေကလူကီကိုကာကွယ်ပေးရမှာလားလို့မေးတော့တစ်ဖက်ကလူဖီကလည်းအေးသူ့ကိုကာကွယ်ပေးလိုက်ပါဦးသူကငါ့ရဲ့ဘော်ဒါပဲဂျင်ဘေလို့ပြန်တော့ပြန်လိုက်ပါတယ်အဲ့ဒါကြောင့်ဂျင်ဘေကလည်းဟုတ်ပြီလေငါကာကွယ်ပေးထားမယ်ကိုဟာကိုတိုက်ပွဲကိုတေချာအာယုံဆိုင်လို့လမ်းပြောလိုက်တာကိုတွေ့ရမှာပါလူဖီကတော့ဂျင်ဘေရဲ့အကူအညီနဲ့လိုကီကိုဂယူးဆိုင်နေစရာမလိုတော့တာကြောင့်ဒါပဲကွဆိုတဲ့ပုံစံမျိုးလုပ်ပြီးပြောနေပါတော့တယ်လူဖီအနေနဲ့လိုကီကသူ့ရဲ့ဘော်ဒါဖြစ်လို့ကာကွယ်ပေးပါအောင်လို့ပြောလိုက်တယ်မဟုတ်လားအဲ့ဒါကိုကြားတော့တဲ့လိုကီကလည်းငါမင်းဘော်ဒါမဟုတ်ဘူးစောက်ယူကလေးလို့ပြောလိုက်ပါတယ်ဒါပေမဲ့လိုကီရဲ့ပုံစံကိုကြည့်ရတာတော့လူဖီကိုတကယ်မကျေနပ်တဲ့ပုံစံမပေါ်ပါဘူးအဲ့အစားလူဖီကသူ့ကိုဘော်ဒါလို့ခေါ်လိုက်တဲ့အပြင်သူ့အသက်ကိုကာကွယ်ပေးဖို့အတွက်ပြောလိုက်တာကြောင့်ရှက်ရရန်သွားတဲ့ပုံစံမျိုးပါပြောရရင်လိုကီဆိုတာကမွေးကတဲ့ကနေလူတိုင်းမုန်းတော်ခံခဲ့ရတဲ့လူဗျာသူ့ကိုလူတယောက်လိုမြင်ပြီးတကယ်ချစ်ပေးခဲ့တဲ့လူဆိုတာလက်တစ်ဖက်နဲ့တောင်မှကြီးတွက်လို့ရပါတယ်နောက်ပြီးသူ့ကိုဘော်ဒါလို့တတ်မှတ်ထားတဲ့လူဆိုတာကလည်းမရှိခဲ့ဘူးအဲ့လိုဖြစ်နေတဲ့အချိန်လူဖီကသူ့ကိုဂယူးဆိုင်တယ်ဆိုတာကိုတီးလိုက်ရတော့ဒီလိုဖြစ်သွားမှာပဲလေဒါနဲ့ဒီဖန်နယ်ကဂျင်ဘေနဲ့ရက်ဂနီယာတို့ရဲ့အရွယ်အစားကိုကြည့်လိုက်ပါဦးရက်ဂနီယာနဲ့ရှင်လိုက်တော့ဂျင်ဘေတောင်မှတိတ်တိတ်လေးဖြစ်သွားပါပြီဒါတောင်ဂျင်ဘေကတာမန်လူထက်2ဆလောက်ပိုကြီးတဲ့ fishman တစ်ယောက်ပါအရင်ကတည်းကနေရက်ဂနီယာကတာမန်လူတွေထက်အများကြီးပိုကြီးတယ်ဆိုတာကိုတိထားပြီးသားဆိုပေမဲ့အခုတော့ဘယ်လောက်ထိပိုကြီးနေလဲဆိုတာကိုအကြမ်းဖြင့်တိလိုက်ရပါပြီတာမန်ဂျာယန်တစ်ယောက်ရဲ့တဝက်လောက်တောင်ရှိနေလောက်တယ်အိုဒါကအရွယ်အစားနဲ့ပတ်သက်ရင် consistency မရှိတဲ့အတွက်အတိအကျတော့ပြောရခက်တယ်ဒီနေရာမှာကျွန်တော်သဘောကျတာနောက်တစ်ခုကလူဖီအနေနဲ့အခုလိုထူးထူးဆန်းဆန်းပုံစံကိုပြောင်းလိုက်တာတော့ Straw Hat တွေကဘာမေးကိုမှမထုတ်တာပါပဲသူတို့အတွက်တော့လူဖီအခုလိုပေါက်တက်ကြရတွေလုပ်တယ်ဆိုတာဘာမှမထူးဆန်းတော့ပါဘူးလူဖီကဘာဖြစ်သွားတာလဲဟာဆိုတာမျိုးဖြစ်မနေတော့ပဲအော်လူဖီကပုံစံနောက်တစ်မျိုးပြောင်းနေပြန်ပြီလိုပဲတွေးနေကြမှာတိတ်ချတယ်အဲ့လိုနဲ့တစ်ကိုင်း M8 ပေါ်မှာရှိတဲ့နာမီကနေပါဦးအဲ့ဒါလူဖီလားဟာသူချနေတဲ့လူကစောစောတုန်းကလူပဲလို့ပြောလိုက်ပြီးဦးဆော့ကလည်းသူအဆင်ပြေပါမလားဒါနဲ့အဲ့ဒါဘာသူကြီးလဲလို့ဝင်မေးလိုက်ပါတယ်ကြည့်ရတာ Straw Hat တွေကလူဖီရဲ့ uniform ကိုမြင်ချင်းဘယ်သူလဲဆိုတာကိုတော့တတိမထားမိဘူးထင်ပါတယ်အေးလေလူဖီရဲ့ပုံစံကတော်တော်လေးကိုပြောင်းလဲသွားတာဟုတ်အရင် chapter တစ်ခုမှာတော့ကအီမူအနေနဲ့နာမီတို့အုပ်စုရှိနေတဲ့နေရာနားကိုလာပြီးခင်လင်ကန်ကိုလာခဲ့ပြီးသွားတယ်မဟုတ်လားအဲ့ဒါကြောင့်လဲနာမီအနေနဲ့လူဖီချနေတဲ့လူကစောစောတုန်းကလူပဲလို့ပြောလိုက်တာဖြစ်တယ်နာမီနဲ့ဦးဆော့တို့တွေကအီမူကိုဘယ်သူကြီးလဲလို့မေးနေတာကြောင့်ဘရုတ်ကလည်းသူက Ghost Knight တွေတက်တဆင့်ပုံမြင့်တဲ့နေရာမှာရှိနေတယ်ဆိုတာကတော့သိချတယ်ဒါပေမဲ့ငါတိတဲ့လောက်ဆိုရင် Ghost Knight တွေရဲ့အပေါ်မှာက Gorosi တွေပဲရှိတာလေလို့ပြောလိုက်ပါတယ်ကျွန်တော်ထင်တာမမားဘူးဆိုရင် Brook အနေနဲ့ဒီလိုပုံစံစကားမျိုးကိုအရင်ကလည်းတစ်ခါပြောခဲ့ဖူးပါတယ် Brook ပြောခဲ့တာမဟုတ်ဘူးဆိုရင်တော့မှတယောက်ယောက်ကတော့တေချာပေါက်ပြောခဲ့ဖူးတယ်အဲ့တော့ကလည်းကျွန်တော်အနေနဲ့အဲ့စကားကတော်တော်လေးကိုအတိတ်ပဲရှိကြောင်းထောက်ခံခဲ့ပါသေးတယ် Brook အရင်ကတည်ထားတာကကြတော့ War Government ရဲ့ထိပ်ဆုံးမှာ Gorosi တွေရှိတယ် Gorosi တွေရဲ့အောက်မှာကကြတော့ Ghost Knight တွေရှိတယ်ဒါပါပဲ War Government ကိုတိပါတယ်ဆိုတဲ့လူတွေအကုန်လုံးနှီးပါကလည်းအခုလိုပဲထင်နေကြတာပါအခုကြတော့ Ghost Knight တွေထက်အဆင့်မြင့်နေဆိုပေမဲ့ Gorosi တွေမဟုတ်တဲ့လူတယောက်ကိုတွေးလိုက်ရတာကြောင့် Brook အနေနဲ့တော်တော်လေးကောင်းစားနေပြီဖြစ်တယ်တချို့တွေကတော့ Brook အနေနဲ့သူအခုမှမြင်ဖူးတဲ့လူက Ghost Knight တွေရဲ့အထက်မှာရှိနေတယ်ဆိုတာကိုဘယ်လိုသိတာလဲဆိုပြီးမေးခွန်းထုတ်နေကြမှာတေးချတယ်ဒါလည်းရှင်းတယ်လေ Ghost Knight တွေဖြစ်တဲ့ Killing Gun နဲ့ Swama တို့တွေကအီမူကိုကြီးမြတ်တဲ့အရှင်လို့ခေါ်ပြီးမျိုးတေးတေးဆက်ဆံနေတာကိုတွေ့ထားရတာ哦 Killing Gun တို့တွေကအီမူကိုထိုင်ရှိခိုးမတက်ဖြစ်နေမှာတော့အီမူကရာထူးပုံမြင့်နေဆိုတာတိတာနေပြီလေဟုတ်တယ်မလားစစ်သွားရမယ်ဆိုရင် Brook အနေနဲ့သူမြင်နေတဲ့လူက Gorosi တွေရဲ့အထက်မှာရှိနေတယ်ဆိုတာကိုအနေနဲ့အများရိပ်မိနေမှာတေးချတယ်ဒါပေမဲ့ကဘာကြီးကိုလူတစ်ယောက်ထဲကပဲအုပ်ချုပ်နေတယ်ဆိုတာကိုလုံးဝလက်မခံနိုင်ပဲဖြစ်နေတာကြောင့်အဲကိစ္စကိုထုတ်မပြောဘဲနေနေတာပါအဲ့လိုနဲ့ Usopp ကဒါဆိုရင် तू က Ghost Knight တွေရဲ့ commander များလားငါတို့အဲ့လိုဖြစ်နေမှထင်တာပဲလို့ဝင်ပြောလိုက်ပါတယ် Usopp တွေးတာကလည်းအတိတ်ပဲရှိတယ် Ghost Knight တွေရဲ့အထက်မှာရှိနေပြီး Gorosi မဟုတ်ဘူးဆိုတော့ Ghost Knight တွေရဲ့ခေါင်းဆောင်ပေါ့ကျွန်တော်တို့ဒါအီမူရဲ့တည်ရှိမှုကိုမတိသေးဘူးဆိုရင် Usopp လိုပဲတွေးမိမှာပဲဒါပေမဲ့ Usopp နဲ့ Brook တို့မတိထားတာကကြတော့အီမူက Ghost Knight တွေရဲ့အထက်မှာရှိနေတာမဟုတ်ပါဘူး Gorosi တွေ
တွေရဲ့အပေါ်ကိုပါရောက်နေပါတယ်ဒီလိုဖြစ်လာမယ်လို့ Straw Hat တွေအနေနဲ့လုံးဝကိုထင်ထားမှာမဟုတ်ဘူးအဲ့လိုနဲ့ Brook ကဘာပေါ်မှာ World Government လောက်ပဲဟီနီဆန်နဲ့အဖွဲ့အစည်းဆိုတာမရှိတော့ဘူးလို့ပြောလိုက်ပါတယ် Brook ကဒီအချက်ကိုလွန်ခဲ့တဲ့နှစ်60လောက်ကတည်းကနေတိခဲ့တဲ့နဲ့ဆိုပေမဲ့အခုကြမှာတတိထားမိသွားတဲ့ပုံစံပါပဲအဲ့အချိန်ရေခဲသုံးနာမှာရှိနေတဲ့ Frankie ကကွန်ခိုကိုလက်ညှိုးထိုးပြီး Hey Brook သူအပြင်ရောက်လာတော့မယ်လို့ပြောလိုက်ပါတယ် Frankie ရဲ့စကားကိုကြားတော့ Brook ကရေခဲသုံးနာကိုချက်ချင်းရောက်လာခဲ့ပြီးဟာမင်းသမီးလေးရှူရီလိုဝမ်းတာအာရနဲ့ပြောလိုက်တာကိုတွေ့ရမှာပါ Frankie ပြောသလိုပဲရှူရီကရေခဲသုံးရဲ့အပြင်ကိုရောက်လို့နီးပါဖြစ်နေပါပြီဒါပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးလွတ်သွားတာတော့မဟုတ်သေးပါဘူးဒီဖန်တွေကိုတိချာကြည့်လိုက်မယ်ဆိုရင်ရှူရီရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ဒူးတွေကရေခဲအပြင်ကိုရောက်နေပြီဆိုပေမဲ့ခါအပိုင်းကကြတော့ရေခဲသုံးထဲမှာရှိနေတော့ပါပဲရေခဲကဆက်ပြီးအရေးပြောနေအောင်မယ်ဆိုရင်ကိစ္စမရှိဘူးဆိုပေမဲ့ DNA အထားမှာရက်သွားမယ်ဆိုရင်တော့ဟိုမရောက်ဒီမရောက်နဲ့တိုင်ပတ်ပြီပဲကျွန်တော်တိကျတဲ့အတိုင်း Straw Hat ဒေစီမှာကရေခဲကိုအရေးပြောအောင်လုပ်နိုင်စွမ်းမှမရှိတာကျွန်တော်အထင်ကတော့ရေခဲအရေးပြောတာကဒီလောက်နဲ့တော့ရက်တန့်သွားမှာမဟုတ်ပါဘူးနောက် chapter တွေကြာရင်ရှူရီယာနုံးပြစ်လွတ်သွားတာကိုတွေ့ရပါလိမ့်မယ်အဲ့လိုနဲ့ Straw Hat တယောက်ကငါတို့တွေဘာဆက်လုပ်မှာလဲခဲနေတဲ့လူတယောက်ကိုဘယ်လိုများခဲရတာလဲလို့မေးလိုက်ပါတယ်ဒီမေးခွန်းကိုမေးလိုက်တဲ့လူကတော့ Brook မဟုတ်ရင် Frankie ဖြစ်နေပါလိမ့်မယ်နောက် Straw Hat တယောက်ကလည်းစဉ်းစားကြည့်လိုက်ရင် Luffy နဲ့ Robin တို့နှစ်ယောက်လဲတခါတော့ခဲခဲဖူးတာပဲလို့ပြန်ပြောပြလိုက်ပါတယ်ဒါကိုပြလိုက်တဲ့လူကတော့ Usopp မဟုတ်ရင်နာမီဖြစ်နေမှာပါဘာလို့အခုလိုတက်အပ်ကြီးပြောနိုင်လဲဆိုတာကိုရှင်းပြမယ်မှတ်မိသေးလား Long Ring Long Line အစမှာတော့ငါ Straw Hat တွေအနေနဲ့ Emerald Aokiji နဲ့ထိတိုက်ရင်ဆိုင်ခဲ့ပြီး Luffy နဲ့ Robin တို့နှစ်ယောက်က Aokiji ခဲတာကိုခံခဲ့ရတယ်လေအဲ့တော့ငါဆိုရင်လဲ Aokiji ကြောင့် Luffy နဲ့ Robin တို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေဟာလုံးဝကြီးခဲသွားခဲ့တာပါ Aokiji ကဘာမှဆက်မလုပ်ခဲ့လို့ဒါနှစ်ယောက်သားအသက်ဆက်ရှင်ခဲ့တာဖြစ်တယ်အဲ့တော့ Luffy နဲ့ Robin တို့တွေကလည်း Shuri လိုဘဝကိုရောက်ခဲ့တယ်လို့ပြောလို့ရနေပါတယ်စဉ်းစားကြည့်လိုက်ရင်အဲ့အဖြစ်သွားတော့ငါ Straw Hat ထဲမှာအဖွဲ့ဝင်စုစုပေါင်း9ယောက်ပဲရှိသေးတာပါ Water 7 ကျွန်းကိုမရောက်သေးတဲ့အတွက် Frankie တောင်မှအဖွဲ့ဝင်မဖြစ်သေးပါဘူးလက်ရှိတစ်က MS8 ပေါ်မှာက Nami, Usopp, Frankie, Brook နဲ့ Jinbei တို့9ယောက်ရှိနေတာဖြစ်တဲ့အတွက်တနည်းအားဖြင့်ဆိုရင် Aokiji နဲ့ကိစ္စကိုတီးတဲ့လူကအဲ့နာလေးမှာ Nami နဲ့ Usopp တို့2ယောက်ပဲရှိတာဖြစ်တယ်ကျန်တဲ့ Frankie, Brook နဲ့ Jinbei တို့3ယောက်ကတော့အဲ့ကိစ္စတွေကိုတီးတဲ့ပုံမပေါ်ဘူးအဲ့ဒါကြောင့်လဲဒီကိစ္စကိုပြခဲ့တဲ့လူက Nami မဟုတ်ရင် Usopp ဖြစ်နေလိမ့်မယ်လို့တထစ်ချကြီးပြောနိုင်ခဲ့တာပါဒီတိုင်းဆိုရင် Luffy နဲ့ Robin တို့ကိုကဲခဲ့တဲ့နီလန်းနဲ့ပဲ Shuri ကိုကဲဖို့စူးစမ်းကြမယ်ထင်ပါတယ် Straw Hat တွေက Luffy နဲ့ Robin တို့ကိုဘယ်လိုကဲခဲ့လဲဆိုတာကိုရောမှတ်မိကြလား Chopper ရဲ့ပြောပုံအရဆိုရင်တော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကလုံးဝကြီးခဲနေပြီဆိုရင်အဲ့ရေခဲကိုမြန်မာလိုကြီးတောက်ခွဲလို့မရတယ်လို့ခဲနေတဲ့နေရာကိုရေပူနဲ့တိုက်ရိုက်ကြီးလောင်းလို့လည်းမရပါဘူးအဲ့လိုတွားလို့မယ်ဆိုရင်ခဲနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကပျက်စီးသွားနိုင်ချေရှိပါတယ်အဲ့အစားခဲနေတဲ့လူကိုရေနွေးနွေးလေးနဲ့ဖြစ်ချင်းရေချိုးပေးရတာဖြစ်တယ်အဲ့လိုမှပဲရက်အနေငယ်ကြတဲ့အချိန်ကြာရင်ခဲနေတဲ့လူကအကောင်အတိုင်းပြင်ဖြစ်သွားမှာပါဒီတိုင်းဆိုရင်တော့ Straw Hat တွေအနေနဲ့အဲ့နီးကိုနောက်တစ်ချိန်ပြန်သုံးကြပါလိမ့်မယ်ခဲနေတဲ့လူတွေကိုအကောင်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးတဲ့နေရာမှာအတွေ့အကြုံရှိပြီးသားလူတွေအနားမှာရှိနေတာဖြစ်တဲ့အတွက်ရှူရီကိုဘာမှစိတ်ပူစရာမလိုပါဘူး Luffy နဲ့ Robin တို့ကလည်းခဲခံခဲရဖူးတယ်လို့ပြောလိုက်တဲ့အချိန်မှာ Straw Hat တယောက်ကလည်းသူတို့ကခဲဖူးတယ်ဟုတ်လားလို့တန်တော်နဲ့မေးလိုက်တာကိုတွေ့ရမှာပါဒီတိုင်းဆိုရင် Straw Hat တွေအနေနဲ့အတိတ်မှာတော့ငါဖြစ်ခဲ့တာတွေကိုအဖွဲ့ဝင်အစ်စ်တွေတီးအောင်ပြလေးမရှိဘူးထင်ပါတယ်ဥပမာအနေနဲ့ Brook အဖွဲ့ထဲကိုစဝင်လာတဲ့အချိန် Straw Hat တွေကငါတို့တွေအတိတ်မှာတော့ငါဒီလိုတွေကြုံတွေ့ခဲ့ရတယ်ဒီကိစ္စတွေဖြစ်သွားခဲ့တယ်ဒီရန်သူတွေကိုထိတ်တိုက်ရင်ဆိုင်အနိုင်ယူခဲ့တယ်ဆိုပြီးအသေးစိတ်ကြီးပြနေမှာမဟုတ်ဘူးအဲ့ဒါကြောင့်လည်း Frankie နဲ့ Brook တို့တွေက Luffy နဲ့ Robin တို့ခဲခဲ့တဲ့ကိစ္စကိုမသိနေတာပါအရေးကြီးကိစ္စတွေကိုတော့ပြနိုင်တယ်ဆိုပေမဲ့ကြုံတွေ့ခဲ့ရတာတွေအကုန်လုံးကိုတော့ပြလေးမရှိဘူးဆိုတာသိချနေပါပြီရှူရီရေခဲတုံးထဲကနေပြန်ထွက်လာတာကိုမလန့်မကန့်မှရှိနေတဲ့အီမူကလည်းလန့်ကြည့်လို့နေပြီးပါဇက်ကနေလဲကွန်ခိုအတင်ကအဲ့ရေခဲလေးကိုတော့မှမခွဲနိုင်ဘူးလားကွန်ခိုကိုမင်းသမီးရှူရီလို့ခေါ်နေတဲ့စပင်ဆုပ်ဖွားဖွားနဲ့လူသူကအဲ့လူများဖြစ်နေမလားလို့ပြောလိုက်ပါတယ်ကွန်ခိုအတင်ကအဲ့ရေခဲလေးကိုတော့မှမခွဲနိုင်ဘူးလားဆိုတာကတော့အီမူကကွန်ခိုကိုအများကြီးမျောလင့်ထားလို့ပြောလိုက်တာဖြစ်ပါလိမ့်မယ်နောက်ပြီးကြည့်ရတာ Straw Hat Pirate ထဲကအယိုး6ကြီးကရှူရီရဲ့တော်တော်ဆောင်ဖြစ်ခဲ့ဖူးတယ်ဆိုတာကိုအီမူကအခုမှတတိထားမိလာပြီထင်ပါတယ်ကျွန်တော်တို့သိကြတဲ့အတိုင်း Asperia တိုင်းပြည်ပြတ်သုံးသွားတဲ့နေ့တုန်းကပလင်ခန်းထဲမှာအီမူလက်ရှိနေတဲ့အတွက်အီမူအနေနဲ့အကတဲကနေ Brook ကိုတွေ့ခဲ့ဖူးပါတယ် Brook ကပြဿနာတော်မှရှာခဲ့သေးတာဆိုတော့အီမူအနေနဲ့ Brook ကိုတေချာပေါက်တတိထားမိမှာပါပဲဒါဆိုရင်အရင် chapter တွေမှာတော့ကအီမူက Brook ကိုဘာကြောင့်မမှတ်မိတာလဲဆိုပြီးမေးကောင်းမေးနေလိမ့်မယ်ဒါတော့ရှင်းတယ်လေ Asperia တိုင်းပြည်ကိစ္စဖြစ်သွားတော့ကကြတော့ Brook ကအကောင်းအတိုင်းရှိနေသေးပြီးအခုကြတော့အယိုး6ဖြစ်နေပါပြီနောက်ပြီး Asperia incident ဖြစ်သွားတာကလည်းနှစ်ပေါင်း60လောက်ကြာခဲ့ပြီးမဲ့လို့အီမူအနေနဲ့ကွန်ခိုရဲ့တက်တော်ဆောင်ကတည်သွားလောက်ပြီးလို့ထင်နေမှာပဲအခုကြမှာ Afrozibin နဲ့လူတယောက်ကကွန်ခိုကိုမင်းသမီးရှူရီလို့ခေါ်နေတာကြောင့် Brook ကဘယ်သူလဲဆိုတာကိုအီမူအနေနဲ့စပြီးသတိထားမိလာတာပါကဘာကြီးကိုအုပ်ချုပ်နေတဲ့အီမူလိုလူကလွန်ခဲ့တဲ့နှစ်60လောက်တုန်းကတွေ့ခဲ့ရတဲ့ Brook ကိုအခုချိန်ထိမှတ်မိနေသေးတယ်ဆိုတာကတော့အထင်ကြီးစရာကောင်းပါတယ်အီမူအနေနဲ့ Brook ကဘယ်သူလဲဆိုတာကိုသတိထားမိသွားပြီဖြစ်တဲ့အတွက်ဘာဆက်လုပ်မလဲဆိုတာကိုစိတ်ဝင်စားမိတယ်ဒီတိုင်းဆိုရင်တော့ Brook ကလည်းအီမူတိုက်ခိုက်တာကိုခံရနိုင်ချေရှိနေပါပြီအီမူကရေခဲသုံးဘက်ကိုကြည့်ပြီးအာယုံလွဲနေတဲ့အချိန် Luffy ကကိုမူလို့စကာ punching bullet လို့ခေါ်တဲ့ technique နဲ့အီမူကိုဝင်ထိုးလိုက်ပါတော့တယ် Luffy ကသူ့ရဲ့အေယာမှာဂျီနီလက်တီ
ကိုအမမတ်ဟာကီနဲ့အုပ်ထားတဲ့အပြင်လက်တီထဲမှာ Avest Conqueror ဟာကီကိုပါထည့်ပေါင်းထားပြီးအီမူကိုထိုးလိုက်တာဖြစ်တယ်ဒါပေမဲ့တစ်ဖက်က အီမူကဘာအခက်ခဲမှမရှိပဲညာဘက်လက်တစ်ဖက်ထဲနဲ့လူဖီရဲ့လက်တီကိုအတာအရာလေးကာပေးလိုက်တာတွေ့ရမှာပါနေရောက်လုံးက Avest Conqueror ဟာကီတွေကိုထည့်သုံးထားတာကြောင့်သူတို့နှစ်ယောက်ရဲ့လက်တီတွေထိသွားတဲ့အချိန်မှာတော့ Conqueror ဟာကီလိုင်းတွေထွက်လာခဲ့ပါတယ်ဒီနေရာမှာလူဖီသုံးလိုက်တဲ့ technique အကြောင်းကိုလည်းနည်းနည်းလေးပြောချင်သေးတယ်စကာ punch လုပ်တယ်ဆိုတာကတော့ရန်သူအငိုက်မိနေတဲ့အချိန်တစ်ဖက်လူအစင်တင်မဖြစ်သေးတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးထိုးတာကိုပြောချင်တာပါဒါပေမဲ့တခုရှိတာကစကာ punch လုပ်တယ်ဆိုတာကကျွန်တော်တို့ပြင်ကဘာမှာတော့နာမည်ဆိုးနဲ့ကြော်ကြားပါတယ်ပြောရရင်တစ်ဖက်လူကိုညစ်ပြီးအနိုင်ယူရှင်တဲ့လူတွေကပဲစကာ punch လုပ်ကြတာပါမြင်သာအောင်ရှင်းပြရမယ်ဆိုရင်လူနှစ်ယောက်ကစကားများကြရင်တဖြည်းဖြည်းနဲ့လက်တွေပါလာတော့မဲ့အနေအထားကိုရောက်လာတယ်ဆိုပါတော့ဗျာပုံမှန်ဆိုရင်တော့ဟေ့အောင်မင်းယောက်ျားဆိုရင်လက်နဲ့ရှင်းမယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စိန်ခေါ်ကြတယ်မဟုတ်လားတစ်ဖက်လူကိုတရားမျှတမှုရှိနေပဲအနိုင်ယူခြင်းနဲ့ရန်ပွဲကို fair ဖြစ်စေခြင်းနဲ့ဆိုရင်တော့ပါဇက်နဲ့အရင်စိန်ခေါ်ပြီးတစ်ဖက်လူကလက်ခံမှပဲထိုးနှက်ကြတာပါဒါပေမဲ့တစ်ဖက်လူကိုထိုးမလားလက်နဲ့ရှင်းမလားဆိုပြီးတော့တော့အရင်စိန်မခေါ်ပဲပြန်အလံစကားပြောနေတဲ့အချိန်မှာတင်ကိုဘက်ကအရင်စထိုးလိုက်မယ်ဆိုရင်အဲ့ဒါကိုစကာ punch လို့ခေါ်ပါတယ်လွယ်ပြောရရင်တော့တစ်ဖက်လူအငိုက်မိနေတာကိုအခွင့်ကောင်းယူပြီးထိုးတာပါပဲအဲ့ဒါကြောင့်လဲစကာ punch လုပ်တဲ့လူတွေဆိုရင်ယောက်ျားမပီတာဘူးအရှုံးသမားငကြောက်ဆိုပြီးခေါ်ခံရလေရှိပါတယ်ဘယ်ရန်ပွဲကိုမဆိုဘယ်လိုနိုင်ရင်ရပြီဆိုတဲ့လူတွေကပဲစကာ punch လုပ်တာကိုမကောင်းဘူးလို့မမြင်ကြတာပါအခုဆိုရင်လဲအီမူကကွန်ခိုကိစ္စနဲ့အငိုက်မိနေတာကိုလူဖီကအခွင့်ကောင်းယူပြီးဝင်ထိုးပေးလိုက်တာကြောင့်အဲ့ဒါကိုစကာ punch ချင်းဘူးလဲလို့နာမည်ပေးထားတာဖြစ်တယ်အပြင်ကဘာမှာစကာ punch လုပ်တယ်ဆိုတာကမကောင်းဘူးလို့တတ်မှတ်ခံထားရတယ်ဆိုပေမဲ့အခုလိုတစ်ယောက်နဲ့တစ်ယောက်တတ်ဖို့အတွက်အသေးအတန်စူးစမ်းနေကြတဲ့တိုက်ပွဲမှာတော့စကာ punch လုပ်တာကိုအပြစ်တင်လို့မရပါဘူးဘာကြောင့်ဆိုရင်ကိုကရတဲ့အခွင့်အရေးကိုအတုံးမချနိုင်ဘူးဆိုရင်တစ်ဖက်လူကအတုံးချသွားမှာလေအီမူလိုလူနဲ့ထိတ်တရင်ဆိုင်နေတဲ့အချိန်တရားမျှတမှုရှိတာမရှိတာတွေကိုထည့်စဉ်းစားနေမယ်ဆိုရင်တော့ကိုတင်ချိုင်းကိုဒါအရင်တူးထားလိုက်တော့အီမူလိုလူကိုတော့အခွင့်အရေးရရင်ရတယ်လို့တွေ့ရမှာပဲလူဖီကအီမူအာယုံများနေတာကိုအခွင့်ကောင်းယူပြီးထိုးလိုက်တယ်ဆိုပေမဲ့အီမူကအချိန်မီကာနိုင်လိုက်တာကြောင့်ဘာမှဖြစ်မသွားခဲ့ပါဘူးအဲနောက်မှာတော့အီမူကအရင် chapter တုန်းကလိုပဲသူ့ရဲ့လက်ကနေမိတောက်ခေါင်းလောင်းလေးတစ်ခုကိုဖန်တီးလိုက်ပြီးပါဇက်ကနေလေစောတုန်းကဘာဖြစ်သွားလဲဆိုတာကိုအတိမမြင်လိုက်ဘူးလားလို့ပြောလိုက်ပါတယ်တနည်းအားဖြင့်ဆိုရင်လိုကီကိုငါဘာလုပ်လိုက်လဲဆိုတာကိုမင်းမတွေ့လိုက်ဘူးလားဆိုတဲ့သဘောနဲ့ချင်းချောက်လိုက်တာပါပဲအီမူကလိုကီကိုအခုလိုဖြစ်သွားအောင်လုပ်ခဲ့တဲ့ Blade of Hate Stigma နဲ့လူဖီကိုနောက်တစ်ခါပြန်တိုက်ခိုက်တော့မှာဖြစ်တယ်အရင် chapter breakdown မှာတော့ကအီမူအနေနဲ့ Blade of Hate Stigma ကိုတုံးဖို့ဆိုရင်ဘာအရင်လုပ်ရတယ်လို့ကျွန်တော်ပြောခဲ့လေဟုတ်ပါတယ်နတ်ဆိုမီတောက်တွေကိုတုံးပြီးသူတိုက်ခိုက်ခြင်းတဲ့လူကိုပြစ်မှတ်အဖြစ်အရင်တတ်မှတ်ရပါတယ်ဒါဆိုရင်အီမူကလူဖီကိုပြစ်မှတ်အဖြစ်မတတ်မှတ်ရသေးပဲဘာကြောင့်မီတောက်ခေါင်းလောင်းကိုဖန်တီးလိုက်တာလဲလို့တွေးကောင်းတွေးနေလိမ့်မယ်တကယ်တမ်းမှာကြတော့မဟုတ်ပါဘူးဒီဖန်တွေကိုတေချာကြည့်လိုက်မယ်ဆိုရင်လူဖီရဲ့မုတ်စိတ်မွေးပေါ်မှာအီမူရဲ့နတ်ဆိုမီတောက်တွေရှိနေပြီဆိုတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့အီမူကလူဖီကိုပြစ်မှတ်အဖြစ်တတ်မှတ်ပြီးသားဖြစ်နေပါပြီနတ်ဆိုမီတောက်တွေကအရင် chapter တုန်းကအတိုင်းတဝီဝီနဲ့အောင်နေကြတာကိုတွေ့ရပါတယ်ကျွန်တော်အထင်ကတော့အီမူကလူဖီရဲ့စကာဖန်းချင်းဘူးလက်ကိုကာလိုက်တဲ့အချိန်သူ့ရဲ့ဘဲဘက်လက်နဲ့နတ်ဆိုမီတောက်တွေကိုထုတ်လွှတ်လိုက်တာဖြစ်ပါလိမ့်မယ်ဘာကြောင့်ဆိုရင်အဲ့မတိုင်ခင်တုန်းကလူဖီရဲ့မုတ်စိတ်မွေးမှာဗာမီတောက်မှရှိမနေပါဘူးလူဖီကတော့သူ့ရဲ့မုတ်စိတ်မွေးပေါ်မှာမီတောက်တွေရှိနေတယ်ဆိုတာကိုတည်သွားတဲ့အချိန်ပြာခတ်သွားတာကိုတွေ့ရမှာပါအီမူအနေနဲ့စောတုန်းကဘာဖြစ်သွားလဲဆိုတာကိုအတိမမြင်လိုက်ဘူးလားလို့မေးလိုက်တယ်မဟုတ်လားလူဖီကလည်းလိုကီရဲ့အရွယ်အစားအဲ့လောက်ကြီးတာတောင်လွင့်ထွက်သွားတာကိုပြောချင်တာလားလို့ပြန်တုံ့ပြန်လိုက်ပါတယ်ဒီတိုင်းတာဆက်သွားနေမယ်ဆိုရင်အီမူရဲ့ဓာကလူဖီရဲ့မုတ်စိတ်မွေးတက်စီကိုရောက်လာခဲ့တော့မှမလို့လူဖီအနေနဲ့အခြေအနေတိတ်မဟန်တော့ပါဘူးအဲ့လိုနဲ့အီမူကအချိန်တစ်စက်ကလေးမှမဆွဲပဲသူ့ရဲ့မိတော့ခေါင်းလောင်းကိုတင်းဆိုတဲ့အတန်လေးမိသွားအောင်လုပ်လိုက်တာကြောင့်ခေါင်းလောင်းထဲကနေအနက်ရောင်ဓာကြီးတက်လက်ရုပ်တဲ့ရဲထွက်လာခဲ့ပါတော့တယ်အရင် chapter တုန်းကအတိုင်းပါပဲကျွန်တော်အနေနဲ့ဒီ Blade of Fate Stigma အကြောင်းကိုအရင် chapter breakdown မှာတုန်းကလည်းအသေးစိတ်ရှင်းပြပြီးပြီမဲ့လို့ဒီမှာနောက်တစ်ခါပြန်မရှင်းပြတော့ပါဘူးစိတ်ဝင်စားရဆိုရင်တော့ chapter 1189 breakdown ရဲ့38မိနစ်ဝန်းကျင်ကိုတွားကြည့်ကြပါဆက်သွားရမယ်ဆိုရင်လူဖီကဒီတစ်ချိန်လဲညံကောင်းသွားတာကြောင့်အီမူရဲ့ဓာတ်ကိုရှောင်နိုင်လိုက်ပြန်ပါတယ်အရင် chapter တုန်းကတော့လူဖီကနတ်ဆိုမီတောက်ကနေတဲ့ဝတ်ယုံကိုအချိန်မီလွင့်ပစ်နိုင်လိုက်တာကြောင့်ဓာတ်နဲ့အထိုးမခံခဲ့ရဘူးဆိုပေမဲ့ဒီတစ်ချိန်ကျတော့ရောဘယ်လိုရှောင်နိုင်လိုက်တာလဲဆိုပြီးမေးစရာပေါ်လာတယ်မုတ်စိတ်မွေးဆိုတာကချွတ်ပြီးပြစ်လိုက်လို့ရတဲ့အရာမှမဟုတ်တာကျွန်တော်လည်းအစတုန်းကလူဖီဘယ်လိုရှောင်လိုက်လဲဆိုတာလုံးဝကိုနားမလည်ခဲ့ပါဘူးတခုရှိတာကကြတော့မုတ်စိတ်မွေးဆိုတာလူဖီဂျီနီအဖြစ်ပြောင်းထားတဲ့အချိန်မှပဲပေါ်လာတာပါပုံမှန်အတိုင်းဆိုရင်လူဖီစီမှာဘာမုတ်စိတ်မွေးမှမရှိပါဘူးအခုလောက်ဆိုရင်လူဖီဘယ်လိုပုံစံနဲ့ရှောင်လိုက်လဲဆိုတာကိုမြင်လာကြမယ်ထင်ပါတယ်ဟုတ်ပါတယ်လူဖီကနတ်ဆိုမီတောက်တွေကိုသူ့ရဲ့ခန္ဓာကိုယ်ကနေဖယ်လိုက်ချင်တာကြောင့်သူ့ရဲ့ငကိုမူရင်းပုံစံကိုချက်ချင်းကောက်ပြောင်းလိုက်တာဖြစ်တယ်လူဖီကဂျီနီဖော်မ်ကနေငကိုပုံစံအဖြစ်ပြောင်းသွားတယ်ဆိုတာကိုတိတာအောင်အိုဒါကအငွေတွေအများကြီးဆွဲထားပေးတယ်လို့ pop ဆိုတဲ့ sound effect လေးကိုလည်းထည့်ထားပေးပါသေးတယ်ဂျီနီတွေဆိုတာကလည်းအဲ့လိုရုပ်တရက်ဖုတ်ကနေပျောက်သွားလေးရှိတာ哦နီကာအဖြစ်ပြောင်းသွားတဲ့လူဖီကတော့လေရော့သွားတဲ့ပူပေါင်းလိုမျိုးပဲဘေးဘက်ကိုလွင့်ထွက်သွားတာကိုတွေ့ရမှာပါအခုလောလှုပ်လိုက်ခြင်းအဖြစ်လူဖီရဲ့မုတ်စိတ်မွေးတွေကချက်ချင်းပျောက်သွားတာကြောင့်နဆိုမီတောက်တွေစီမှာဆက်ပြီးကတ်တွေစရာဘာမှမရှိတော့ပါဘူးအဲ့ဒါကြောင့်ပဲလူဖီကအီမူရဲ့စတစ်ကမာဓာတ်ကိုဒုတိယတစ်ချိန်ရှောင်နိုင်လိုက်တာဖြစ်တယ်ဇက်လန်ထဲမှာ
မှာ Battle IQ အကောင်းဆုံးလူအဖြစ်သတ်မှတ်ခံထားရတယ်ဆိုတာကလည်းဒါတွေကြောင့်ပဲလေလူဖီအနေနဲ့စက္ကန့်ဝက်လောက်လေးအတွင်းမှာတင်ဒီလိုလုပ်ဖို့အတွက်စဉ်းစားမိသွားတာဖြစ်တယ်သူ့နေရာမှာဒါတခြားလူတွေဆိုရင်ဒီကိစ္စကိုဘယ်လိုနည်းနဲ့မှစဉ်းစားမိမှာမဟုတ်ဘူးတခုရှိတာကကြတော့ဒါကကျွန်တော်နားလည်ထားတဲ့ပုံစံတော့ယာနှုံးပြည့်တေချာတာတော့မဟုတ်ဘူးတချို့တွေကကြတော့လူဖီရဲ့ Genie Form ကတက်ခိုက်ချက်တွေကိုတက်ခါ immune ဖြစ်စေတယ်ဆိုပြီးမှလည်းပြောနေကြပါသေးတယ် Mobile Legend ထဲက Immortality Item လို့ပေါ့ဗျာဒါကလည်းမဖြစ်နိုင်တာတော့မဟုတ်ပါဘူး Anime ကိုရောက်လာတဲ့အချိန်ကျမှပဲဘာဖြစ်သွားလဲဆိုတာကိုအတိအကျသိရမှာပါလူဖီက Emu ရဲ့ sticker မှာဒါကိုရှောင်ပြလိုက်တဲ့နောက် Emu ကစောစောတုန်းကလိုပဲသူ့ရဲ့လက်ကနေနှဆိုးမီတောက်တွေကိုနောက်တစ်ချိန်ထုတ်လွှတ်လိုက်ပြန်ပါတယ်ကိုပိုင်အတိစိတ်ရှိတဲ့နှဆိုးအလုံးတွေဖြစ်တဲ့အတွက်ဒီကောင်တွေကလူဖီရှိရာစီကိုဥတီသွားလိုက်ကြတာတွေ့ရမှာပါဒါကိုတတိထားမိသွားတဲ့လူဖီကတော့စောစောတုန်းကလိုပဲသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုဘိန်းပုံစံဖြစ်တဲ့အထိတိုင်းနေအောင်ပြေးထွက်သွားပါတော့တယ်လူဖီအနေနဲ့စောစောတုန်းကတော့မှနှဆိုးအလုံးတွေကိုသူ့ရဲ့လက်တီးနဲ့ပြန်ထိုးနိုင်ခဲ့ပြီးအခုကြမှာပါလို့ထွက်ပြေးနေလည်းမသိဘူးနှဆိုးအလုံးတွေကတော့ထုံးစံအတိုင်းလူဖီနောက်ကိုတကောက်ကောက်လိုက်ကြတယ်ဆိုပါတော့ဗျာလူဖီကနှဆိုးအလုံးနေနဲ့တိုင်ပတ်နေတဲ့အချိန်အီမူကကောင်းကင်ပေါ်မှာပြန်နေရာကနေအောက်ကတစ်တော်ထဲကိုပုတ်ခနဲ့ဆင်းချလာခဲ့ပါတယ်အီမူအနေနဲ့လူဖီစောက်ပေါ်လုပ်နေတာတွေကိုတီးခံနိုင်စွမ်းမရှိတော့တာကြောင့်တကယ်အတီပေါက်ကြီးလုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီးဖြစ်တယ်အဲ့လိုနဲ့အီမူဟာသူ့ရဲ့နာကီနာတာအမျိုးအစားသားကိုသူ့ရဲ့ညာဘက်လက်တစ်ဖက်ထဲနဲ့လှည့်လိုက်ပါတယ်လှည့်ပြီးခဏအကြာမှာပဲသူ့ရဲ့ဓာတ်ကဖုတ်ခနဲ့ပျောက်သွားပြီးနှဆိုးအကောင်လေးအဖြစ်ပြောင်းသွားတာကိုတွေ့ရမှာပါအီမူကဓာတ်ကိုနှဆိုးအကောင်လေးအဖြစ်ပြောင်းပြီးတဲ့နောက်မှာတော့အဲ့နှဆိုးအကောင်ကအီမူရဲ့အိုမန်စောက်ဝိုင်းထဲကိုပြန်ဝင်သွားပါတယ်အဲ့လိုဝင်သွားပြီးဘာမှမကြားလိုက်ပါဘူးတည်ငါလေးအတွင်းမှာတင်အိုမန်စောက်ဝိုင်းထဲကနေနောက်ထပ်ဓာတ်တက်လက်ပြန်ထွက်လာတာကိုတွေ့ရမှာပါဒါကတော့ Cutlass အမျိုးအစားဓာတ်တက်လက်ဖြစ်ပြီးအီမူကတော့သူ့ကို Blade of Nothingness Vohu မြန်မာလိုဆိုရင်ဘလာနက်တီဓာတ်သွား Vohu လို့နာမည်ပေးထားပါတယ်ဓာတ်ရဲ့လက်အကာပုံစံနဲ့ဓာတ်သွားရဲ့ shape ကြောင့်ဒါက Cutlass အမျိုးအစားဓာတ်ဆိုတာတန်တရားဝင်စရာမရှိဘူး Roger ရဲ့ဓာတ်ဖြစ်တဲ့ Ace ကလည်း Cutlass အမျိုးအစားဓာတ်တက်လက်ပါပဲတွေ့ရတဲ့လောက်ဆိုရင်တော့အီမူရဲ့ Vohu က Black Blade တော့မဟုတ်ပါဘူးဓာတ်ကနေအနက်ရောင်မီတောက်တွေထွက်နေတဲ့ဆိုပေမဲ့အဲ့ဒါကလည်းအီမူရဲ့အစွမ်းကြောင်းဖြစ်နေတာပါဓာတ်က Black Blade မဟုတ်ဘူးဆိုပေမဲ့တော်တော်လေးမိုက်တယ်လို့ပြောရမယ်အကြီးကားကတော့ Hanger ရဲ့ပုံစံနဲ့ဓာတ်ကနေအနက်ရောင်မီတောက်တွေထွက်နေတာကြောင့်ပါဒီဓာတ်က Supreme Great Sword နဲ့လက်ထဲကတက်လက်တောင်ဖြစ်နေနိုင်ခြေရှိပါတယ်တေတော့မတေချဘူးအကယ်၍ဒီဓာတ်ကအီမူရဲ့အိုမန်အစွမ်းကြောင်းဖြစ်လာတာဆိုရင်တော့ Supreme Great Sword ဖြစ်နေနိုင်ခြေမရှိတော့ပါဘူး Supreme Great Sword ဆိုတာကအတော်တကားအတော်ဆုံးဓာတ်တွန်းလုပ်တဲ့လူတွေကိုယ်တိုင်လုံးမဖြစ်တဲ့ဓာတ်အမျိုးအစားပါရော့အင်ဆိုပြီး Supreme Great Sword တက်လက်ကိုကိုဟာကိုဖန်တီးယူလို့မရပါဘူးအဲ့ဒါကြောင့်လဲ One Piece ကပါတစ်ခုလုံးမှာ Supreme Great Sword က12လက်ပဲရှိနေတာပါဒါပေမဲ့အကယ်၍အီမူကဒီဓာတ်ကိုသူကိုယ်တိုင်ဖန်တီးထားတာမဟုတ်ပဲဓာတ်တွန်းလုပ်တဲ့လူတွေရောက်ကိုယ်တိုင်လုပ်ထားတဲ့ဓာတ်ဆိုရင်တော့ Supreme Great Sword ဖြစ်နေဖို့တေချာတာလောက်ကိုရှိပါတယ်ဘာလို့ဆိုရင်အီမူလိုမျိုးကဘာကြီးကိုအုပ်ချုပ်နေတဲ့လူကအကောင့်တကအကောင့်ဆုံးဓာတ်ကိုပဲကင်မှာပေါ့ဟုတ်တယ်မလားသူလက်အောက်ခံဖြစ်တဲ့ Venus Juro ကတော့မှ Supreme Great Sword ကိုကင်ပြီးအီမူကြမှာ Great Sword လောက်ပဲကင်မယ်ဆိုရင်အတိတ်ပဲမရှိတော့ဘူးအဓိကကတော့ဒီဓာတ်ကလူတယောက်တွန်းလုပ်ထားတာလားဒါမှမဟုတ်အီမူကိုယ်တိုင်အိုမန်အစွမ်းနဲ့ဖန်တီးထားတဲ့ဓာတ်တက်လက်လားဆိုတာပေါ်မှာမူတည်ပါတယ်ကျွန်တော်ကတော့ဒါက Supreme Great Sword ဖြစ်နေမယ်လို့ထင်တာပဲအီမူစီမှာလည်းဒါအစစ်တက်လက်တော့ရှိတင်ပါတယ်သူကင်တဲ့လက်နက်တိုင်းကအိုမန်ကြောင့်ဖြစ်လာတာဆိုရင်တိတ်ပြီးစိတ်ဝင်စားစရာမကောင်းတော့ဘူးဒါရဲ့ပုံပန်းတွင်ပြင်အကြောင်းပြောပြီးပြီဆိုတော့သူ့ရဲ့နာမည်အကြောင်းကိုလည်းပြောရအောင်မယ်အိုတာကဂျီတာရဲ့နာမည်ကိုရေးတဲ့နေရာမှာခန်ဂျီနဲ့ကာတာကာနာနှစ်ခုလုံးကိုတုံးထားပေးပါတယ်ကာတာကာနာရဲ့အတန်ထွက်ကတော့ Vohu ဒါမှမဟုတ် Vohu ပါခန်ဂျီရဲ့အတန်ထွက်ကကြတော့ကာတာကာနာရဲ့အတန်ထွက်နဲ့မတူပဲသူ့ကို Kyomu လို့အတန်ထွက်လို့ရတယ်လို့သိရတယ် Kyomu ရဲ့အတိတ်ပဲကတော့ Nothingness မြန်မာလိုဆိုရင်ဘလာနက်တီဒါမှမဟုတ်ဘာမှမရှိခြင်းပါအဲ့ဒါကြောင့်လေဒီသားရဲ့နာမည်က Blade of Nothingness Vohu ဘလာနက်တီဒါသွား Vohu ဆိုပြီးဖြစ်နေတာပါ Kyomu ဆိုတဲ့စကားလုံးကိုဇလန်ထဲမှာတွေ့ရတာဒါပထမဦးဆုံးအကြိမ်မဟုတ်ဘူးလို့ပြောရင်ယုံမလားဟုတ်ပါတယ်ဒီ Kyomu ဆိုတဲ့စကားလုံးကိုဟာလီစာထဲမှာတော့ကလည်းတစ်ခါတွေ့ခဲ့ရပြီးပါပြီအတီးအကျဆိုရင်ဒုတိယကဘာစာပိုက်ထဲမှာ Within the emptiness there was breath ဆိုတဲ့စာကြောင်းလေးတစ်ခုပါပြီးအစာကြောင်းထဲက emptiness ကို order က Kyomu ဆိုတဲ့ခန်ဂျီနဲ့ရေးထားပေးတာဖြစ်တယ်အတီးပြုတ်ထားတာတော့မဟုတ်ပေမဲ့ဟာလီစာထဲမှာပါတဲ့ဒုတိယကဘာဆိုတာကလည်း Voice Century ကိုရည်ရွယ်တာဖြစ်မယ်လို့အားလုံးဒီပါကလက်ခံထားကြပါတယ်အဲ့လိုဒါဆိုရင်အစာထဲက Kyomu ဆိုတာအီမူနဲ့ပတ်သက်နိုင်ချေရှိနေပါပြီဘယ်လိုပတ်သက်နေမလဲဆိုတာကိုတော့ကျွန်တော်လည်းမပြောတတ်ဘူးလောလောဆယ်မှာတော့အီမူရဲ့ဓာတ်နာမည်ကဟာလီစာထဲမှာပါခဲ့ဖူးတယ်ဆိုတာကိုသိထားရင်ရပြီတိုက်ဆိုင်တာလားအီမူကိုရည်ရွယ်ထားရလားဆိုတာကိုပဲစောင့်ကြည့်ရမှာဖြစ်တယ်အဲ့ဓာတ်နာမည်ရဲ့ခန်ဂျီစာလုံးပေါင်းကပဲစိတ်ဝင်စားစရာကောင်းတာတော့မဟုတ်ပါဘူးကာတာကာနာနဲ့ရေးထားတဲ့ Vohu စီမှာလည်းလျှို့ဝှက်အတိတ်ပဲရေးရှိနေပါတယ် Vohu ဆိုတာကိုဘလာနက်တီဒါမှမဟုတ်မုံတိုင်းလို့ဘာသာပြန်လို့ရတယ်လို့သိရတယ် context ကိုထည့်သွင်းလိုက်မယ်ဆိုရင်တော့ဘလာနက်တီဆိုတာကပိုအတိတ်ပဲရှိလိမ့်မယ်ဖြစ်ချင်တော့ Vohu ဆိုတဲ့စကားလုံးကခရစ်ယာန်ကျမ်းစာထဲမှာ2ခါ3ခါလောက်ပါဖူးပြီးသူပါလာတိုင်းလည်းသူနဲ့အတူထိုဟုဆိုတဲ့စကားလုံးကလိုက်လာလေးရှိတယ်အပြည့်အစုံဆိုရင်တော့ထိုဟုပါ Vohu ပေါ့ဒါကတော့ Hebrew ဘာသာထဲကစကားလုံးတွေပါကျွန်တော်ဗီဒီယိုစမှာတော့ငါပြောခဲ့တယ်လို့ပဲခရစ်ယာန်တွေရဲ့ယုံကြည်မှုအရာဆိုရင်သူတို့ရဲ့ဖန်ဆင်းရှင်ဖရာကြောင့်စကြဝဠာတစ်ခုလုံးကပေါ်လာတာဖြစ်ပြီးအဲ့မတိုင်ခင်တုန်းကကြတော့ဘာဆိုဘာမှကိုမရှိခဲ့ပါဘူးအဲ့လိုမျိုးဘာဆိုဘာမှမရှိခဲ့တာကို Vohu လို့ခေါ်တာဖြစ်တယ်
တယ်စကြဝဠာဆိုတာကြီးမဖြစ်လာခင်မှာဘာဆိုဘာမှမရှိခဲ့ဘူးဆိုတာကခရစ်ယာန်တွေပဲယုံကြည်ကြတာတော့မဟုတ်ပါဘူးတိတ်ပံပညာရှင်တချို့ကလည်း Big Bang ဆိုတဲ့ပောက်ကွဲမှုကြီးမဖြစ်ခင်မှာဘာဆိုဘာမှမရှိခဲ့ဘူးလို့ယုံကြည်ထားကြပါတယ်ဒီအချက်က emu နဲ့ဘယ်လိုပတ်သက်မှုရှိနေမလဲဆိုတာကိုတော့ကျွန်တော်လည်းမစင်စားတတ်တော့ဘူးကျွန်တော်မကြာခဏပြောဖူးပါတယ်အိုတာက emu ကိုဖန်တီးတဲ့နေရာမှာခရစ်ယာန်ဘာသာထဲကအဖြစ်ပြအများကြီးကို inspire ယူထားတာပါအဲ့အကြောင်းအသေးစိတ်ကိုလည်းကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာပြောခဲ့ဖူးပါတယ် emu ရဲ့ဓာတ်နာမည်ကခရစ်ယာန်ကျမ်းစာထဲမှာပါတဲ့စကားလုံးနဲ့တွားတူနေတယ်ဆိုတာတိုက်ဆိုင်တာတော့ဘယ်လိုနီးနဲ့မှမဖြစ်နိုင်ဘူးအကြောင်းပြချက်တစ်ခုခုတော့တေချာပေါက်ရှိနေပါလိမ့်မယ်လောလောဆယ်မှာတော့ emu ရဲ့ဓာတ်နဲ့ပတ်သက်လို့ပြောစီရကဒါအကုန်ပါပဲဓာတ်နာမည်တွေကဘယ်ကနေလာပြီးဘာအတိတ်ပဲတွေရှိလဲဆိုတာကိုသိထားရပြီးဆိုပေမဲ့ဒီနာမည်ပေးထားရခြင်းရဲ့အကြောင်းရင်းကိုတော့ theory တောင်မှထုတ်လို့မရသေးပါဘူး။အော်ဒါနဲ့အခုဆိုရင် emu ရဲ့ blade of တစ်ခုခုဆိုတဲ့ technique ကစုစုပေါင်း၄ခုတောင်ရှိလာခဲ့ပါပြီ။ဆက်သွားရမယ်ဆိုရင် emu က vohu ကိုထုတ်သုံးလိုက်တဲ့အချိန်သူ့နားမှာရှိတဲ့တစ်ပင်တွေအကုန်လုံးကလုံးဝ6တွေ့ပျက်စီးသွားတာကိုတွေ့ရမှာပါ။6တွေ့ပျက်စီးတယ်ဆိုတဲ့နေရာမှာတစ်ရွက်လေးတွေပဲ6ပြီးတွေ့ကြသွားတာမဟုတ်ဘူးနော်။တစ်ပင်တစ်ခုလုံးကဆွဲညှစ်ခံလိုက်ရတယ်လို့ချက်ချင်းကိုကြုံသွားတာဖြစ်တယ်။ကျွန်တော်အထင်ကတော့တစ်ပင်ထဲမှာရှိတဲ့ရေတွေအကုန်လုံးခန်းချောက်သွားတာကြောင့်ခုလိုဖြစ်သွားတာဟုတ်နိုင်တယ်။တနည်းအားဖြင့်ဆိုရင်တော့ emu ရဲ့ဗလာနက်တီသားကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့တက်ရှိတဲ့အကုန်လုံးကတည်သွားတာပါပဲဒီလိုပုံစံအစွမ်းမျိုးကို crocodile ကလည်း Alabasta အမှာတော့ကတုံးပြဖူးတာကိုမှတ်မိကြလား crocodile ကလည်းတက်ရှိတတ်မဲ့ရေစီကနေရေတက်ကိုစုပ်ယူနိုင်စွမ်းရှိနေတာပါဒီ panel ဆိုရင်တရေကားတွေထဲကစက်ဝင်ခန်းတဲ့တောင်မှတွားတူနေပါသေးတယ်စကားတွေထဲမှာတရေ6တဲ့တစ်တော်ဆိုရင်ခုလိုဖြစ်နေလိမ့်ရှိတယ်လေဟုတ်တယ်မလားဒါတော့မှ emu ကသူ့ရဲ့ဓာတ်ကိုထုတ်ပဲထုတ်ရသေးတာပါဘာမှတော့မလုပ်ရသေးပါဘူးခက်မှန်းရမယ်ဆိုရင်တော့ဒီဓာတ်ကသူထိုးလိုက်တဲ့အရာတွေစီကနေ life force ကိုစုပ်ယူနိုင်တာမျိုးဖြစ်နေနိုင်ချေရှိတယ်ဒါနဲ့ဒီ panel မှာ emu ရဲ့ဝုံယုံကိုတေချာလေးဆွဲထားပြီးဝုံယုံပေါ်မှာပင်လေရင်နဲ့စာချုပ်အမတ်အသားကတခုထဲတော့မဟုတ်ပါဘူးနှစ်ခုတောင်ရှိနေတာကိုတွေ့ရမှာပါဒီဘက်အချမ်းကအမတ်အသားကတော့ပင်လေရင်နဲ့စာချုပ်အမတ်အသားဆိုတာတေချာပါတယ်ဟိုဘက်အချမ်းကအမတ်အသားကိုတော့တေချာမတွေ့ရတာကြောင့်အတိအကျကြီးပြောရခက်တယ်နှက်ဆိုးအလုံးတွေလိုက်နေလို့ပြေးနေတဲ့လူဖီကတော့အခုဆိုရင်လေပေါ်တော်ရောက်နေပါပြီပြေးစရာနေရာအလောက်တောင်ရှားလာမသိဘူးတကယ်ကောင် Airbus တစ်တော်ထဲကတစ်ပင်တွေအများကြီးရုတ်တရက်6တွေ့သွားတာကိုလေပေါ်မှာပြေးလွှားနေတဲ့လူဖီကလည်းတတိထားမိသွားပါတယ်အဲ့ဒါကြောင့်လည်းတစ်တော်ကိုငုံကြည့်လိုက်ပြီးဟမ်တစ်တော်က6တွေ့သွားပြီလို့ပြောလိုက်တာကိုတွေ့ရမှာပါတစ်တော်ထဲမှာရှိနေတဲ့ emu ကလည်းအပေါ်မှာပတ်ပြေးနေတဲ့လူဖီကိုတတိထားမိသွားပြီးမြင်ကွင်းကအခုမှရှင်းသွားတော့တယ်လို့ပြောလိုက်ပါတယ်ကြည်ရတာဒီမတိုင်ခင်တုန်းကကြတော့လူဖီကတစ်တော်ထဲမှာပတ်ပြေးနေတာကြောင့် emu ကသူ့ကိုတေချာမတွေ့ရဘူးထင်ပါတယ်အဲ့ဒါကြောင့်လည်းစိတ်မရှိတော့ပဲတစ်တော်ကြီးကို6တွေ့သွားအောင်လုပ်လိုက်တာဖြစ်နိုင်တယ်လေပေါ်မှာပတ်ပြေးနေတဲ့လူဖီကလည်းအတူတူပဲကွလို့ပြောလိုက်တာကိုတွေ့ရမှာပါသူလည်း emu ကိုမြင်ရပါတယ်ပေါ့ဒါပေမဲ့အဲ့အချိန်မှာပဲ emu ကငကိုရှိတဲ့နေရာကနေဖြတ်ခနဲပြောက်သွားပြီးလူဖီရှိရာစီကိုဦးတည်သွားလိုက်ပါတော့တယ်ပါဇက်ကနေလည်းမင်းကကြောပွဲမဟုတ်ဘူးဆိုတာသိတာပါတယ်လို့ပြောလိုက်ပါသေးတယ်တစ်ဖက်ကလူဖီကတော့ emu ရုတ်တရက်ပြောက်သွားပြီးသူ့စီကိုတန်တန်မတ်မတ်ကြီးလာနေတာကြောင့်အော်နေတာကိုတွေ့ရမှာပါအဲ့အချိန်မှာပဲ emu ကလူဖီရှိတဲ့နေရာစီကိုရောက်လာခဲ့ပြီးသူ့ရဲ့ဗလာနက်တီသားနဲ့လူဖီကိုထိုးလိုက်တာကြောင့်ဓာကြီးကလူဖီရဲ့ခန္ဓာကိုယ်ကိုထိုးချင်းပေါက်စိုက်ဝင်သွားပါတော့တယ်ပါဇက်ကနေလည်း emu ကဘာလို့ဆိုရင်ကြောပွဲကမင်းလောက်မပြော့ညံ့ဘူးလို့ပြောလိုက်ပါသေးတယ်ကျွန်တော်ကတော့ပြောရဲတယ်ဒီဖန်တွေကိုမြင်ချင်းအားလုံးရဲ့ခေါင်းထဲမှာ crocodile နဲ့လူဖီတို့ရဲ့ဇက်ဝင်ခန်းကိုအရင်ဆုံးတတိယသွားကြမှာပါတကယ်လည်းတော်တော်လေးကိုတူနေတာ哦ဗီဒီယိုကိုအတန်ပဲနားထောင်နေတဲ့လူတွေမြင်တာအောင်ပြောရရင် Alabasta အမှာ crocodile ကသူ့ရဲ့ငမြားချိတ်လက်အတူနဲ့လူဖီရဲ့ရင်ဘတ်ကိုထိုးခဲ့တယ်မဟုတ်လားအခုလည်းအဲ့လိုပုံစံပါပဲဓာတ်ထိုးခံထားရတဲ့နေရာတော်မှာတွားတူနေတာပါဒီတစ်ချိန်တော့လူဖီလည်းစောက်ပေါ်မလုံနိုင်တော့ပါဘူးနာကျင်မှုကိုကောင်းကောင်းကြီးခံစားနေရတယ်ဆိုတာဒီဖန်တွေကိုကြည့်လိုက်ရင်အရန်တိတာတယ်ကျွန်တော်ထင်တာမမားဘူးဆိုရင်လူဖီနီကာအစွမ်းကိုအဝိတ်ကန်လုပ်ပြီးတဲ့နောက်မှာအခုလောက်ထိနာကျင်ခံစားနေရတာကိုတခါမှမတွေ့ရတော့ပါဘူးလူဖီအနေနဲ့ဒီတစ်ချိန်တော့တကယ်ကြီးခံလိုက်ရပါပြီလူဖီထိုးခံလိုက်ရတဲ့နေရာကအရေးကြီးကိုတွင်းအင်္ဂါတွေရှိတဲ့နေရာမှလိုပဲလိုနီးနဲ့မှအဆင်ပြေမှာမဟုတ်တာသိချတယ်ဒီလောက်ပဲလားဆိုပြန်တော့လည်းမဟုတ်ဘူးဒါနဲ့ထိုးခံလိုက်ရတဲ့နေရာကနေတွေးတွေကဒလဟောကြီးထွက်ကြနေပါသေးတယ်တွေးထွက်တာကနည်းနည်းနော်မှမဟုတ်တာမသိရင်လူဖီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကတွေးတွေအကုန်လုံးတခါတည်းထွက်ကြလာတာကြနေတာပဲ emu ရဲ့ဓာတ်ကလူဖီနဲ့ရှင်လိုက်မယ်ဆိုရင်တော်တော်လေးကိုကြီးတာဆိုတော့ဒီလောက်တော့ဖြစ်မှာပဲလေလူဖီရဲ့ပုံစံကမုတ်ဆိုးတက်တာကိုခံလိုက်ရတဲ့တားကောင်လေးတစ်ကောင်နဲ့တောင်မှတွားတူနေပါသေးတယ်တကယ်ကိုရစီရအောင်မရှိပါဘူး Gear 5 Awaken ဖြစ်သွားတဲ့ကနေသူ့ရဲ့ရန်သူတွေကိုဟာတာလုပ်ပြီးတိုက်ခိုက်နေတဲ့လူဖီလဲအခုတော့ပညာပေးခံလိုက်ရပြီဖြစ်တယ်ပြောရရင်မင်းလုပ်ချင်တိုင်းလုပ်လို့မရဘူးလူတိုင်းကမင်းရဲ့ကစားစရာမဟုတ်ဘူးဆိုတာကို emu ကတင်ပေးလိုက်တာပါပဲ reality check ပေါ့ဗျာကျွန်တော်အမြင်အရာကတော့လူဖီအနေနဲ့အခုလိုလောက်ခံရဖို့ထိုက်တန်ပါတယ်ထိုက်တန်တယ်ဆိုတာလူဖီကိုကြည့်လို့မရလို့ပြောတာမဟုတ်ဘူးနော်သူအနာဂတ်မှာရင်ဆိုင်ရမယ့်ရန်သူတွေကပါချီပါချက်တွေမဟုတ်ဘူးဆိုတာကိုသိစေချင်လို့ပါအခုလိုလောက်ခံလိုက်ရခြင်းအဖြစ်ငါပေါ့နေလို့မရဘူးငါရဲ့အဖွဲ့သားတွေကိုကာကွယ်ဖို့ serious ပို့ဖြစ်ရမယ်ဒီထက်ပိုတာမာမရမယ်ဆိုတဲ့အတွေးတွေလူဖီရဲ့ကောင်းထဲကိုဝင်လာမှာဗျာဟုတ်တယ်မလားလူဖီအနေနဲ့ပိုတာမာလာဖို့အတွက်ဆိုရင်ဒီလိုအဖြစ်ပြက်မျိုးကိုမဖြစ်မနေလိုအပ်ပါတယ်နောက်ပြီးဒီလိုလုပ်ပေးလိုက်ခြင်းအဖြစ် emu ကငကိုကထက်တောင်မှပိုပြီးကြောက်စရာကောင်းတဲ့ရန်သူဖြစ်သွားတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဖတ်တဲ့လူတွေအနေနဲ့လဲလူဖီနောက်ဆုံးကြရင်ရင်ဆိုင်ရမယ့်ရန်သူကဒီလောက်တောင်တက်မာတာလားဆိုပြီးတွေးမိတယ်ဗျာဟုတ်တယ်မလားဒီလိုဖြစ်သွားတာကလူဖီအတွက်လဲကောင်းတယ်
emo အတွက်လည်းကောင်းတယ်ဇက်လန်အတွက်လည်းကောင်းပါတယ်တကယ်ကိုဖြစ်တဲ့ကိစ္စတစ်ခုပါပဲဒီအဖြစ်အပျက်ကိုဆက်ဆမြင်ချင်းတော့ငါတော့လန့်သွားခဲ့တယ်ဆိုပြီးမဲစဉ်းစားကြည့်လိုက်ရင်ဘာမှထူးဆန်းတာတော့မဟုတ်ပါဘူးဘာကြောင့်ဆိုရင်လူဖီတေခါနီးအဖြစ်အပျက်ကိုတွေ့ခဲ့ရတာကဒါပထမဦးဆုံးအကြိမ်မှမဟုတ်တာအလာဘတ်စတာအမှာတခါအော်ကီချီနဲ့ရုံးကတခါအင်ဖက်တောင်းမှာတခါဝါနိုမှာဆိုရင်လည်းနှစ်ခါတကယ်ကိုမနှဲဘူးဒါတော့မှကျွန်တော်မမှတ်မိတဲ့ဟာတွေရှိနေအောင်မယ်အိုတာကလူဖီကိုပူပြီးတမစေချင်တဲ့အချိန်အခုလိုမျိုးလုပ်ပေးနေကြပါပဲဒီလောက်ဆိုတဲ့တန်ရာကိုရလိုက်တာဆိုတော့လူဖီအနေနဲ့ဘယ်လိုနီးနေမှချက်ချင်းကြီးပြန်ထလာမှာမဟုတ်ဘူး Airbuff အတိုက်ပွဲမှာပြောင်းဝင်ပါနိုင်ပါမလားဆိုတာကိုတော့မှတန်တရားဝင်မိတယ်နောက်ဆုံးတော့လူဖီက drop boy မဟုတ်ဘူးဆိုတာကို emo အနေနဲ့လက်ခံလိုက်ပါပြီအဲ့လိုလက်ခံလိုက်တယ်ဆိုတာကလည်းလူဖီက drop boy နဲ့ရှင်လိုက်မယ်ဆိုရင်ဘာမှမဟုတ်သေးလို့ပါလူဖီလိုလူကတော့မှ drop boy နဲ့ရှင်လိုက်ရင်ပြုံးညံ့တယ်လို့ပြောခံရတာဆိုတော့ drop boy အနေနဲ့ဘယ်လောက်ထိတောင်မှတတ်မှာခဲ့လဲမသိဘူး drop boy ရဲ့ haki ကိုအမှာတွေ့ခဲ့ရကြတဲ့ကနေ drop boy က one piece တမိုင်းမှာအတမဆုံးလူဖြစ်လိမ့်မယ်လို့အားလုံးကခံမှန်းပြီးသားပါပဲအဲ့တော့ emo အခုလိုပြောလိုက်တယ်ဆိုတာကမထူးဆန်းပါဘူးအရင် chapter တုန်းကကြတော့ Nerona emo vs monkey D Luffy ဆိုပြီးခန့်နာကြီးညာပြခဲ့တာကြောင့်ဒီတိုက်ပွဲကို chapter 3-4 ခုလောက်တွေ့ရမယ်လို့မျှော်လင့်ခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းမှာကြတော့ chapter တစ်ခုထဲနဲ့တင်ပြီးတော့ပြီးထင်ပါတယ် Luffy အနေနဲ့ပြန်ထနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရလိမ့်မယ် emo ကိုထိန်းထားပြီးတဲ့ Luffy နဲ့ Loki တို့နှစ်ယောက်လုံးကခုဆိုရင်ဘာမှမလုပ်နိုင်တဲ့အခြေအနေကိုရောက်သွားကြပြီမဲ့လို့ကျန်တဲ့လူတွေအတွက်ကတော့ရင်လေးစရာပါပဲဘာလို့ဆိုရင် Airbuff Jump ပေါ်မှာ emo ကိုထိတိုက်ရင်ဆိုင်နိုင်တဲ့လူက Loki နဲ့ Luffy ကလွဲရင်ဘယ်သူမှမရှိပါဘူးကျွန်တော်အထင်ကတော့ Shuri ဒါတတိပြန်ရလာမယ်ဆိုရင် emo vs Shuri ဆိုတဲ့တိုက်ပွဲမျိုးဖြစ်လာနိုင်ချေရှိတယ် emo ဒါ Airbuff Jump ပေါ်မှာဆက်ရှိနေအောင်မယ်ဆိုရင် Shuri က Straw Hat တွေအတွက်တခုတည်တော့မျောလင်းချက်ပါဒါမှမဟုတ် Usopp ကပဲအားလုံးရက်ကဲတင်ရှင်ဖြစ်နေမလားတခုမေ့ထားလို့မရတာက emo အနေနဲ့အောက်ကဘာမှာအကြာကြီးနေလို့မရပါဘူးအချိန်တခုကြာရင် Miri Jaws ကိုမဖြစ်မနေပြန်ရမှာပါ emo Airbuff Jump ပေါ်ကိုရောက်နေတာကလည်းနည်းနည်းတော့ကြာနေပြီမဲ့လို့သူ့ရဲ့အချိန်ကမကြာခင်ပြည့်သွားနိုင်တယ်အဲ့လိုမှမဟုတ်ရင်တော့ Straw Hat တွေရဲ့ဘဝကမတွေ့ရစရာပါကြည့်နေတဲ့လူတွေရောဘယ်လိုထင်ကြလဲဒီလိုဖြစ်သွားတာကိုသဘောကျရဲ့လားဆိုတာကို comment ထဲမှာပြပြပေးခဲ့ကြပါဦးဒီ chapter ကတော့အဲ့လိုနဲ့ပဲအဆုံးသတ်သွားခဲ့ပါပြီထုံးစံအတိုင်းတကယ်ကောင်းတဲ့ chapter ပါပဲ Luffy ရဲ့ form အသစ်ကိုလည်းတွေ့ရတယ် emo ရဲ့စိတ်ဝင်စားစရာတာလက်ကိုလည်းချပြပေးတယ် Luffy ပညာပြခံလိုက်ရတာကတော့အကြိုက်ဆုံးပဲ Luffy ကိုဘယ်သူကဲမှာလဲ emo အနေနဲ့ဘာဆက်လုပ်မှာလဲ Zoro နဲ့ Sanji တို့ရဲ့အခြေအနေကရောဘယ်လိုဖြစ်နေပြီလဲဒါတွေအကုန်လုံးကတကယ်စိတ်ဝင်စားစရာကောင်းနေပါပြီကဲပါဗီဒီယိုကလည်းရှင်းနေပြီဆိုတော့ဒီမှာပဲရလာရအောင်အကယ်၍ဗီဒီယိုကိုသဘောကျတယ်ကြည့်ရတာတန်းတယ်အချိန်ပေးရကြုံနဲ့တယ်ဆိုရင် like လို့လေးတွေကိုနှိပ်ပေးခဲ့ကြပါဦး chapter 1180ကိုမထွက်လာခင်ကြားမှာတပတ်နားမယ်လို့ပြောထားတာကြောင့်အခုလာမယ့်အပတ်ကျရင် chapter အသစ်ထွက်မှာမဟုတ်ပါဘူးအဲ့တော့နောက်တစ်ပတ် chapter breakdown လာမှာမဟုတ်ဘူးဆိုတာကိုကြိုအတိပေးပေးရစီ chapter breakdown မဟုတ်တဲ့ဗီဒီယိုတစ်ခုတင်ပေးနိုင်မလားဆိုတာကလည်းမတေချာဘူးဗီဒီယိုအရှိကြီးတွေကို3ခုဆက်တိုက်လောက်လုပ်လိုက်ရတော့ကျွန်တော်လည်းတော်တော်လေးကိုပြင်ပန်းနေပါပြီအဆင်ပြေရဆိုရင်တော့လာခဲ့ပါမယ်စီဝါရင်ပါပြန်တွေ့ကြတာပေါ့